လိုက်ကောင်တိုင်းမရှုံးချက်ချင်းမနိုင်ရင်မင်းနဲ့ငါရဲ့လူရင်းထိုးမယ်ရအောင်ကိုချလိုက်မသိလား ရလေရလိုက်စဖိတော့မလို့ကွာကိုရောလာကြည့်နေရအားလုံးခိုင်းနေတယ်ဟာရောက်လှမ်းနေကြတာပဲဟာကျွတ်တော့ဘာလုပ်နေလို့လဲဟိုမှာကြည့်ဟင်မိမမဟုတ်ယောက်ျားမဟုတ်ပုံစံနဲ့နင်ကခံရနေတယ်ပေါ့လေအိုးကြီးတော့နေရတကပါတာဟုတ်လားကိုမိုင်းကြီးကတော့အဲ့လိုခံကြနေရှက်ဒီတိုင်းမကြည့်နေမှာရှက်မဆောင်ရတော့ဘူးလားလို့အေးပါကဲအားလုံးတော့ကြကြက်တိုက်တယ်ဆိုတာအဲ့ဒါလောင်းကစားမှုနော်ရံပြစ်တယ်ဆိုတာရွာကိုစုပအောင်လုပ်တာကွာ ဟာဒီမှာတကြီးကြက်တိုက်တယ်ဆိုတာကျုပ်တို့မြန်မာလူမျိုးရှေ့ရိုးထုံးစံကိုအဲ့ထိမ့်သိမ့်တာဟုတ်တယ်နော်ညီမပြောလိုက်ဟုတ်တယ်ရှေးဘရင်နေလက်ထက်ကနေကကြက်တိုက်လာတာကြက်တိုက်တိုင်းကလူစိုးဖြစ်မယ်ဆိုလို့ရှိရင်ပခါကိုကြီးကျော်ထိတ်ဆုံးကဟေးဟုတ်တယ်တိတ်ဆန်းနေတော့မောင်တို့မနဲ့တော့တော်တော်တိုင်ဖောက်ကြည့်နေပါဟုတ်လားဒီတူအလုံးပါလေငါ့ကိုဘယ်သူမှမုန်းကြည့်ရတာမဟုတ်ဘူးကွာတကြီးကရက်ပူလာကိုဟုတ်တယ်ပိုက်ရဲဘူးလို့ဟဲ့ဟုတ်တယ်ငါလို့တကြီးနဲ့တကြီးကတော့ပမာမခန့်လို့ရင်အားလုံးပြပြနေတဲ့အေးယူလို့ရတယ်ဆိုတော့ဘယ်လိုနားလဲလားတကြီးကလည်းလုံးချင်တယ်လုံးလို့မရဘူးကျုပ်တို့ကလည်းတရားဥပဒေနားလေနားလေပြောလိုက်ပုံမှန်632စာမျက်နှာ38ခန်းနံပါတ်3ကိုပြပြလိုက်ဟောကျုပ်ညီမပဲရှိသေးတယ်နော်ကျုပ်ဆိုရင်အများကြီးနားလဲသေးတာကျုပ်တို့လာလို့ကတော့ကိုယ်လည်းကြရင်မနှွေးစမ်းမယ်နော်ဟုတ်တယ်သိသွားမယ်ဟဲ့ရှင်ဘလို့ဟာတွေခေါ်လာတာလေရှင်းခံကြတယ်ရှင်တိတ်တိုင်းကြည့်နေမှာမဆုံးပါဘူးလားလို့ငါကြားပါတယ်ဟာငါကြားပါတယ်ကြားပါတယ်ဆုံးမဟေးငါတို့မင်းတို့ကပမာပခန့်လုပ်လို့မင်းတို့ကထိတ်တုံးခတ်ပဲကွာဟုတ်တယ်ဟာအဲ့လိုလုံးလို့မရဘူးလေဟိုကောင်နေကြနေဟိုကောင်နေဘာမလုပ်တာမင်းတို့ရံဖြစ်တာကိုငါအရင်မယူတော့ဘူးကဲမင်းတို့လည်းသွားလို့ရပြီသွားတော့ကိုကြီးစောညီလေးတို့ခါရတာလေပြောပါဦးမမလေးကျွန်တော်တို့စေးဖို့လေးလုပ်ဝေဦးလေအေးပါအဲ့ဒီကိစ္စကိုငါအစင်မြောင်လုပ်ပေးမယ်ကဲသွားတော့ပြောလေမင်းတို့မသွားဘူးလားမင်းတို့ကထိတ်တုံးခါရမလုပ်ပါနဲ့သွားလာသူတို့ကညာဘူးလို့ဟာရသွားလို့မရဘူးလာစမ်းဟုတ်တယ်လို့ထိတ်တုံးခါမယ်ထိတ်တုံးခါမှာယူစော်ကားတဲ့ပေါင်ကလာလာဒီမှာညတို့ပြောတော့ကဲမင်းသားသမီးတွေကလေလူမဟုတ်ဘူးဟာမမလည်းဗျာလူကမွေးထားတာလူမဟုတ်လို့ဘာတော့ဗျာလူတော့လူပေါ့ကိုကြီးရယ်ဒါပေမဲ့လူစကားနားမလဲတဲ့တတဝါကြီးဖြစ်နေလို့ပြောနေတာဟုတ်တယ်ဟဲ့ဟုတ်တယ်ပြောမကောင်းဆိုမကောင်းတရွာလုံးကိုပတ်ပြီးတော့မီးရှို့နေတဲ့ဟာတွေဟုတ်ပါတော်တော်မွေးတဲ့တတဝါလေးသိလားကဲတော်ပါတော့ညီမလေးရေ
မမတို့ညီမလေးတို့ပြောတာနဲ့ကျွန်တော်တို့တစ်မျိုးလုံးတစ်ဆွေလုံးတစ်လိမ့်ဆန်နေဖြစ်ကုန်တော့မယ်ဗျ ဟဲ့ငါမင်းသားသမီးကိုစုံမဖို့ပြောနေတာကြက်လို့လိုက်ပြီလားဟိုဟာတည်းလည်းကြားရင်မင်းကောင်းမော်တက်ပြီးတော့လေမပြောတဲ့ချုံနော် ဦးကြီးတို့ရဲ့ဦးကြီးတို့ ဟေးဖိုးထုဘာဖြစ်လာတာလဲကွာပြောစမ်း ဦးကြီးသားနဲ့သမီးလေးတကြီးကထိတ်တော့ခတ်ထားတယ်ဗျ ဟာဒီလောက်တော့လောက်ရသလားကွာဘာအပြစ်မျိုးကိုကျူးလို့လဲကွာ မောင်နှမနှစ်ယောက်စလုံးကကြက်ဝိုင်းမှလည်းရဖြစ်တယ်ပြီးတော့တကြီးကိုလည်းမခတ်လေးစားလို့လို့တဲ့ ဖေယားကိုကြီးသားနေသမီးလောက်တာနဲ့လေညီမလေးတို့ဂုံသိက္ခာတာပြင်းပေါ်ကိုကြီးရဲ့တာပြင်းပေါ်ပါပြီကျန်တော့လာမောပြီးမစောက်ပါသားသမီးလေလို့ တော်တော့ဗျာကျွန်တော်တကြီးရင်လိုက်သွားလိုက်အောင် ကြွတ်မရတော့ သက္ကနာလေးထိုးရှာရဲတော့လည်းမကြိုက်ဘူးကြောက်စရာကြီးတော့ဒါရဘာကြီးလည်းမသိကစားစရာကြီးလားမသိဘူး ဘာကစားစရာလဲအပြစ်ရှိလို့အပြစ်ပေးထားတာဘာလို့ပြောစရာကြီးလဲတနေ့ကိုရေလည်းမတိုက်ဘူးဒီတိုင်းမထားမှနားလေလား ဟုတ်တော့ကိုရေတောက်ချင်လို့ရှိရင်လည်းဒါရဘုတ်မပေးဘူးပေါ့နော် အပြစ်ရှိလို့အပြစ်ပေးပါလားဆိုမှရေတောက်ချင်တယ်ဘလို့လို့ပြောတာငါတုံးပါရဲ့ပေတော့ငါတုံးရင်တော့ နေပါရေတောက်ချင်တာနောက်မှထောင်းအရေးကြီးတာတခုပြောအောင် ပြောပါလေ ညီမလေးလေရှူပေါက်ချင်တဲ့အခါကျရင်ဒါရဘလို့လို့ ရှူပေါက်ချင်လဲအမပေါက်ချလိုက်ကတိကလေးရှောက်မေးနေအဲ့ဒါဘာဖြစ်လဲ ဝမ်းနေတော့ပါကိုကြီး ဝမ်းနေလို့ညီမလေးဟိုမကြအဖေပေးလိုက်တာဟဲ့လက်ထဲမှာလည်းအထုတ်ကြီးတယ် အကိုကြီးအဲ့ဒါလေးအဖေလေးတကြီးလည်းမရဘူးလက်ထိုးဖို့လားမသိဘူး ဩသိမှန်တာဗောညီမလေးရဲ့တကြီးကဖားမှကြိုက်တာဖားဆိုရင်တော့အကောင်လိုက်မျိုးကြတာသိလားညီမလေးသဘောပြပြောတာသဘောပြပြောအဲ့ဒီမလို့လောက်ဒီမလို့စိတ်ချော့ဘယ်လိုလွတ်တော့မှာ ညီမလေးဖားကိုယွတ်တက်လို့ပါဒါ အားယုံလို့လား လွတ်တော့မယ်ဆိုလို့ရှိရင်ကြောစရာကြီး မယုံနဲ့ညီမတခါလေးစားပလိုက်စားတာပါငါညလေးချစ်လို့ အာနားလိုက်တာ ဟိုရမပူးနဲ့မအဖေတော့ဖားနေဟုတ်တယ် ဟိုရဲရောက်လာပြီ ဟုတ်ကဲ့ပါတကြီးရဲ့ဟိုဒါကလေတကြီးကြိုက်တတ်တဲ့ကြောင်မင်းလက်ဖက်ချောက်လေးကျွန်တော်ယူလာပါတယ်ဗျာဟိုမလိမ္မာကလေးတို့ခွင့်လို့ပေးပါဗျာနော် ကိုရဲခမည်းသားသမီးနှစ်ယောက်ကလေတို့လင်မယားနှစ်ယောက်ခိုးတော့မကန်ကိုပြန်ပြောတာဗျာ ဟုတ်ပါတော့ဟုတ်ပါဒီမှာအဲ့ဒီကလေးနှစ်ယောက်ကလေလူကြီးနဲ့လူကြီးမှန်းသိတာမဟုတ်ဘူး တောင်းမှလည်းတကြီးကြော်ရဲ့ဟိုကျွန်တော်ဆုံးမပါမယ်ဗျာဒီချိန်တော့ခွင့်လို့ပေးပါနော် ကျုပ်ကတော့ခွင့်လို့ပေးလို့ရပါတယ်ဒါပေမဲ့တို့ထိုးလို့လိုက်တဲ့ကောင်လေးတွေကခွင့်လို့မှမဟုတ်ဘူးဗျာတို့ကျေနပ်မှလည်းမဟုတ်ဘူး ဟိုသူတို့အတွက်လဲလေသူတို့ကျေနပ်သွားအောင်ကျွန်တော်ဆေးဘိုးဝါကရောပေးပါမယ်ဗျာဟိုကျွန်တော်သားနဲ့သမီးကိုတော့တိတ်တုံးကလွတ်ပေးပါနော် ဟင်လေဒီချိန်တော့ကိုတင်အုပ်မျက်နှာနဲ့ကျွန်တော်ခွင့်လို့လိုက်ပါမယ်ဟဲ့ဟုတ်ပါဒီအမွေစိန်မောင်နှမနဲ့ကိုလွတ်ပေးလိုက်စားဟုတ်ကဲ့ ကျေးဇူးတင်လိုက်တာတကြီးရဲ့ဟိုအိမ်ရောက်တာနဲ့လေကျွန်တော်သားသမီးကိုကျွန်တော်ဆုံးမပါမယ်ဗျာနော် ဒီပါဗျာ ဟုတ်ကဲ့အမလေးတော်ရရ နားတော့နားလဲပြောလဲဟိုဒီမလေးထိုး ဒါဒီဝီလက်ထားလိုက်လာညွှဲလာ ဖြစ်နိုင်လေငါမျက်နှာကိုဓာတ်နဲ့လှိပလိုက်ခြင်းနဲ့ဓာတ်နဲ့လှိပလိုက်ခြင်းနဲ့ အဖေကြီးကလည်းမဟုတ်တာအဖေကြီးမျက်နှာလီအောင်မွေးနေကိမှမဟုတ်တာဒါနဲ့ဘလို့လီနေ ဒါပေါ်ပြောင်းတယ်လေမီးမှုတ်ပြီးတော့မတီးရမှာ ဟုတ်လိုက်လား ဟိုက်ဘာလဲနေတို့တွေကဟမ်ဘာလဲအဖေမျက်နှာကိုအုံးမဲ့တုတ်တဲ့ဟာတွေ ဟိုအဖေကလည်းဟိုတကြံမှမကြသေးတာအဖေမျက်နှာဘလို့လို့အောင်မဲတော့မှာနော်ညီမလေးနော် ဟုတ်တယ်ကို ဟုတ်တယ် ကြံရောက်မှသူ့ တော်တန်တိုက် အကျော်ပကံဖိတ်ဟုတ်ပါဘူးအဖေရောင်လို့ နေတို့တွေတော့ဒီမှာငါတော်ကကိုနှစ်နဲ့လာမမြောက်နဲ့ဟမ် လေးနဲ့မြောက်လိုက်လေ ဟုတ်လားဗောလေးလေးရှိတယ်ဟိုက်ဒီမှာညနေဘိုးတွေတက်လိုက်စမ်းညနေဘိုးတွေတက်လိုက်စမ်းအဲ့ဒါဘာလုံးလားဘာလုံးလဲ အဖေပဲမြင်တဲ့ဘိုးတက်တော့ ငါဒေါသကိုလာမဆွားနေဟမ်ငါဒေါသဖြစ်လာပြီဆိုရင်အစိမ့်လိုက်ဝါစားတဲ့ကောင် အဖေကလည်းအစိမ်းကြီးတို့သားသိန်း၅သိန်းကြီးဆိုတာမစားကောင်းဘူးအဖေစားလို့ရှိရင်လေအယူတိန်နဲ့ဂျပိန်ကြီးဖြစ်သွားလိမ့်မယ် ဟိုနတ်စိမ့်လောက်စမ်းပါ အေးဟုတ်တယ်ငစိမ့် ငါလုံးလိုက်ရင်တော့သိရမယ်နော်နောက်တစ်ခါဒီလိုအပြင်းမျိုးထပ်ပြီးကျူးလို့နေဆိုရင်အိမ်မော်ကနေကောင်းနဲ့ဆင်းရမယ်မနားလေလား အကိုကြီးအဖေတော်တော်စိတ်တူသွားတယ်
ညီမလေးကလေဟိုပြီးတော့လေပြီးသွားတာပဲအဖေကတကယ်မလုပ်ပါဘူးဖော်ရှော့ ဟာကိုကြီးဖော်ချော့ဒါနဲ့ကိုကြီးအဲ့တကြီးလက်မရနဲ့ကိုကြည့်လို့မရဘူးကွာ ဟုတ်တယ်ဒါမတရားမှု ဟုတ်တယ် အကိုကြီးတို့ထိတ်တုံလိုက်ခတ်သေးတယ် ကြော်ချင်းလဲတောင်းသေး ဟုတ်တယ်ဗျာသိမှန်လားဗော အဲ့ဒါကိုမကြည့်နဲ့တာကိုကြီးရဲ့အဲ့တကြီးလက်မရနဲ့ကိုလေမှတ်လောက်သားလောက်ပညာလေးပေးမှရမယ်ကိုကြီး ငါလေးပြောမှန်တယ်အဲ့ဒီတကြီးလင်များနှစ်အောင်လေမှတ်လောက်သားလောက်ရှိအောင်လို့ပညာတစ်ခုခုတော့ပေးရ ပေးရအတားကိုတို့ချင်တာကို ဒါပဲလုံးလုံးအောင် လုံးကိုမလုံးလို့မရအောင်လုံးကိုလုံးအောင် လုံးပါအကိုကြီးလုံးပါဦးတော်ရေဦးတော် ဟာနားလေးနေဘယ်လိုလုပ်ကြမှာအဲ့လောက်တန်နေဦးရောရေဦးရော ပြောလေလို့ဩ ဟာရှင်မနဲ့ရံမဲတို့မောင်မနဲ့ရောက်ပါလားကွာနောက်ထိုင်ဘာကိစ္စရှိလို့ ဟိုမတိုင်းတော့ပါဘူးဟိုဒီနေ့ဦးတော်ဆရာတော်အကြောင်းကိုရောက်ဖို့ရှိသေးလား ဘာပြောလဲ ဦးတော်ဆရာတော်အကြောင်းကိုရောက်ဖို့ရှိသေးလားလို့ ဩအေးဒီဆရာတော်เจ้าငါသွားဖို့ကိစ္စရှိရဲကွာ ကြားပါ ဟာသွားဖို့ရှိတယ်ဆိုလို့ရှိရင်လေတကြီးကလေအာယုံစိုးကပ်ဖို့ဘုန်းကြီး၃ပါးလောက်ရှောက်ခဲ့ပေးတတ်မှာလေ ဆရာတော်ရှောက်သီးသွားဖို့ပြန်မှာဟုတ်လား ဘယ်ရလားတကြီးကအာယုံစိုးကပ်ဖို့လေဘုန်းကြီး၃ပါးလောက်ရှောက်ခဲ့ပေးစမ်းပါလို့ပြောနေတာ ဟောအေးဟုတ်ပြီဒီမောင်ဒီကိစ္စကိုတကြီးကဘာဖြစ်လို့သူကိုယ်တိုင်ကောင်းရှုပ်တာလဲ ဩဟိုဒါကဒီလိုရှိတယ်တကြီးကတော့6ရောက်နာနေတယ်တကြီးကလည်းလှုပ်နေရှုပ်နေသိတဲ့အတိုင်းပဲလေဦးတော်ကဒါကြောင့်ကျွန်တော်တို့နဲ့မှားလိုက်တာ ဘာပြောလဲပြောစမ်းပါ တကြီးကတော့6ရောက်နာနေလို့တကြီးကလည်းလှုပ်နေရှုပ်နေသိတဲ့အတိုင်းပဲဦးတော်ရဲ့ဒါကြောင့်လို့ကျွန်တော်တို့နဲ့မှားလိုက်တာလို့ ဘာဖြစ်လဲ ညီမလေးဒုက္ခပဲကွာတကြီးကတော့6ရောက်နာနေလို့တကြီးကအလုပ်တွေရှုပ်နေသိတဲ့အတိုင်းပဲအဲကြောင့်ကိုကြီးတော့မှားလိုက် ဟောဒီကြီးကတော့ရှောက်နာနေတာဩဟုတ်ပြီ ကြားကျင်နေ ကြား ကြည့်ကြ ကြားသွားပြီကွာ တောက်ကြတယ် ဒီကိစ္စဘာမှပန်းမကြည့်ပါဘူးကွာငါရှောက်ခဲ့မှာမယ်ဆရာတော် အဲ့ဒါဆိုရင်လေအာယုံစိုးကပ်မှာမလို့စောစောလေးကြွပေးပါတဲ့ တကြီးကအောင်ကြောမကောင်းလို့ဟုတ်လား လုံးပြန်ပြီအာယုံစိုးကပ်မှာမလို့စောစောလေးကြွပေးပါတဲ့ ဟာနေရလေတူတူပြပါငါကြားပါတယ်ဟာ ဟောကြားကျင်နေကြည့်ကောက်ကြ တော် ကိုကြီးသွားမယ်ညီမလေးတို့ ကလေးကို ကြာရင်ထိုင်းကုန်လေး အေးလာလာလို့ တကြီးဟာဒီလိုကလည်းဗျာခုဒီအဲ့နေတော့လားဒီလိုလေးကလေပါလေထောင်းမှလေဗျာ အိမ်မောင်လို့အိပ်ပျော်သွားတာ ဆရာတော်ဖျားလို့ပါလားဘာကိစ္စမှရှိလို့လည်းမသိ တကြီးတို့ပဲဦးတောင်းနဲ့ဆရာတော်ဘုရားကိုစွန်းစားပင့်ခိုင်းလိုက်တယ်လေဗျာ ဘူးတခုခုတော့မှားနေပြီထင်တယ်ဟိုအတော်တို့ဟိုစဉ်းစားမပင့်ထားပါ တကြီးတို့ကလည်းဗျာဆရာတော်ဘုရားကိုမလေးမစားနဲ့ ဆက်ကြွားပါဗျာအထက်ကိုကြွားပါဗျာ အရှင်ပြန်ပြောပါ ကြောက်ပါဗျာ ကြောက်ပါဗျာ ဖုန်းအထဲကိုကြောက်ခိုင်းရှင်ဘာနဲ့ဆုံးကပ်ပါလဲလို့ဘာနဲ့ဆုံးကပ်ပါလဲလို့ ဒီပစံဘူးဟာဟိုမတ်စိန်လို့ရှိရမုံခေါတော့ဝင်လိုက်ဟာအောင်စုကတ်လိုက်မယ်နော် ပြီးဖုန်းတို့တခြားအခန်း ဒီပါတရားတော့လက်ချက်ပဲဖြစ်ရမယ် ညီမလေးအဲ့ဒါတကြီးဝင့်လေတာညီမလေးရဲ့ညီမတရွာလုံးနိုင်တဲ့စီးနေလှုပ်ချင်တဲ့တကြီးကလေဟောဆရာတော်လဲကြွလာတင်မဖျားတနာတော့ကိုနေညီမလေးဟာ ဟုတ်တယ်တကြီးကလေသူများပေါ်နိုင်တဲ့စီးနေလှုပ်ချင်တာအခုသူ့ပေါ်နိုင်တဲ့စီးနေလှုပ်မဲ့တို့မောင်နှမတယောက်ပေါ်လာပြီလေပေါ်လာပြီလေတက်ကြရော ဟိုအဲ့ဒါဆိုရရှိသေးတယ်ညီမလေးဟိုသူတို့ကအဲ့ရထခါသားဆိုတော့မျက်နှာတော့မသိရသေးဘူးအဲ့ချိန်မှာဆရာတော်ကကြွလာတော့ဟိုဘာလို့ဘာကမ်းမှမသိဘူးမိုးရင်းကလေးပြေးဝဲလိုက်ဟိုကလေးလို့ပြရအောင်ခက်နေတာညီမလေးဟာ ဟုတ်မယ်အဲ့ဒါတကြီးသူများမကောင်းကြကိုပြန်ဘေးရန်တီးဆိုတာသူဒဏ်ခံနေရပြီ ဒါဝကဲအဲ့တော့ဒိုးမောင်တော်နဲ့အောင်မြင်ထိမ့်မှတ်နေနဲ့ကဲလာလာဟိတ်အိုးတီအောင်ကဲမလေး ဒါမှတော့ကိုကြီးကွာ ကိုကြီးလောက်စားလားလို့ အိုးချစ်လို့ပါလို့ ပြီးရော ဟဲ့ပုံမမနဲ့လောင်းဒီဘောခဏကြောက်ပါဦးလောင်းအဲ့ဒါဘယ်တဝေထိုးပြန်လာကြတာနော်ဟဲ့တို့เนี่ยကြက်သတိထားနော်နင်တို့အဖေကအလိုလိုက်ထားပြီမဲ့လို့ငါတို့ရဲ့ဆွေကုံမျိုးကုံကအထိခိုက်မခံနိုင်ဘူးဒီမှာနင်တို့မောင်မနှစ်ယောက်လေ
ရွာထဲဆင်းပြီးတော့ပြဿနာရှာတဲ့လုပ်ကိုရက်တန်းရက်ကြတော့နော်နင်တို့အသက်ရွယ်ရတယ်ငယ်ကြတော့မဟုတ်ဘူးလေအိမ်လုပ်ကိုလည်းနည်းနည်းပါကူလုပ်ဖို့စဉ်းစားပါဦးဟုတ်ပါတနေ့လေရွာထဲမှာနင်တို့ပြဿနာကြီးပဲရှင်းနေရတာဒီမှာကြာရင်နင်တို့အဖေလည်းအသက်တော်လိုက်မယ်နည်းနည်းလေးစဉ်းနေကြအောင်ကဲမမကြီးသူတို့နေရာကိုပြောစရာရှိရအကုန်လာပြောသိလားပြောစရာရှိတာပြောရမယ်ဆိုရင်အေးကြည့်လိုက်ပါအောင်ကိုပြောရင်တော့ဘာမှပြန်မပြောငါခုတ်တုံးနေလုံနေကြတာနင်လည်းဘူးရတစ်စက်မှမတည်ဘူးမျိုးပြဿနာရှာနေတာပြဿနာရှာနေကောင်းတာလေဖေးရတလောက်လူလိုက်ထားတော့အဲ့တော့မမကြီးကကိုမောင်ကိုပြောလေဘာတွေပြောနေတာတော့ ဘယ်သူပြောရမလဲဟဲ့နှစ်သားနဲ့နှစ်သမီးပေါ့ပြောနေရတာပြောစရာဘယ်သူရှိလို့တော့ ဟမ်သူတို့ကိုပြောနေတာ အေးလေ ဟာသူတို့မှဖြစ်ဗျာအိတ်ပြောနေတာနေမှာအိမ်မက်တောင်မက်နေပြီ နားထောင်ကြအောင်လို့ကြာဟဲ့ အာ ဒီကားလေးကိုပွင့်သွားတာပဲ တေးလိုက်ပါတော့အဲ့လိုရအောင်ပြင်လာလားဟုတ်တယ်အမွေစင်းတို့မောင်နှမအဲ့ဒါကြတော့အားကိုးရတာဘိုးတော်ရှင်သေးတော့ပါ ရပါတယ်သမီးတော်ကြီးရဲ့သမီးတော်ကြီးရဲ့အိမ်ကိုအဖဘိုးတော်ကြွလာပြီဆိုတော့မိုးဘောကနှက်တကြားနဲ့တွေ့ပြီလို့သာမှတ်တွေ့ အာကူပါတယ်ဘူးတော့ရေအာကူပါတယ်ဟိုကျွန်တော်မျိုးရဲ့ကြီးတော်ကြီးကလေအပြိုကြီးအဲ့တော့လေဘူးတော့အတ်တယ်ဟောဒီကသမီးတော်အပြိုကြီးကိုအဖဘိုးတော်ကသမီးတော်ရဲ့စီဝါဥစ္စာလလပါတွေတိုးဝအောင်လို့ဆောင်းမကြည့်ရှုမယ်ကွကဲသမီးတော်ကြီးအာယုံပြူတာကောင်းလေ ဘာကောင်းတာပဲဘူးတော့ အကုန်ကောင်းတယ် ရဘာလို့ကောင်းတာလဲဘူးတော့ ဘူးလေစီဝါလလပါအကုန်ကောင်းတယ်လို့ပြောတာသမီးတော်ကြီးကိုအဘဘိုးတော်ဆောင်းမကြည့်ရှုမယ်ကွ ကြီးတော့ဘူးတော့တက်ပွင့်တော့လေအလူငွေလေးပါလေကတ်လိုက်ပါလားဟိုတစားထိတ်နှစ်ဆရမှာတဲ့ ဟုတ်တယ်လက် သုံးသားလောက်မဲ့ထိတ်အများကြီးရမှာနော် မှန်တယ် ငွေတွေအများကြီးပေါက်လို့ရတော့ကြီးတော့နော် ကစားဆိုရင်နှစ်စားရပါလား ရမှာတစားဆိုနှစ်ဆရမှာနှစ်ဆ ငါပြည့်နှစ်စားနော် ဒါဟောကြီးတော့ ခဏလေးပဲပါဒီတော့ဒီလိုလားနှစ်စား ဘူးတော့တက်ပွင့်တော့ပေါက်ခဲ့တယ်ဘူးတော့နဲ့ ငါလည်းမစနေရှိတာပြောတာကွာ နှစ်စားရအောင်ကပ်ပါလေ ကောင်းပြီတပည့်တော်ကောင်းတယ်ကဲအဲ့တော့သမီးတော်ကြီးရဲ့စီဝါလာလာပါတိုးပွားအောင်လို့အဖဘိုးတော်ကုညီဆောက်ရှောက်မယ်ကွယ်အာယုံပြူတာအာယုံပြူတာ ဟုတ်ကဲ့ မျက်လုံးလေးကိုမှိတ်ပြီးတော့အာယုံပြူတာမျက်လုံးဖွင့်မကြည့်နဲ့နော် ဖွင့်ပါ ဖွင့်ကြည့်တာနဲ့အကုန်လုံးဓာတ်ပြေသွားမယ်ကွယ်အာယုံပြူတာဟင်းမကြည့်နဲ့နော်ဖွင့်မကြည့်နဲ့တော့ဒါကသမီးတော်ကြီးရဲ့အတွက်ဖွင့်မကြည့်နဲ့နော်အာယုံပြူတာ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  ဝင်းနေပြီလားဝင်းနေပြီလား 哎，我去，我去，哎，我去，怎么样？
ရတယ်ပဲ ဟိုကတမျိုး 没大爷，我是没大爷。ဖေရမင်းတို့မောင်နှမနှစ်ယောက်ကအများကြီးငါကြတော့နည်းနည်းလေးလား ဟာနေရယူပဲဟာ 这里瓜没来。 ဘာယူလဲအဲ့ယူတာလည်းပတ်ဆိုင်ရမဟုတ် ဘာပြောလဲဘာပြောလဲငါနာမည်ကချင်းပတ်ရဲ့အကြံဉာဏ်ကြောင့်မင်းဒီပတ်စံရတဲ့ဟာပေးတာကိုယူလိုက်စွတ်ထုတ်လိုက်တော့32ချောင်းကျော်ပါမယ်နော်ဒီကွက်တွေပါ လက်မပါနဲ့ ဟုတ်သားပဲကွာမင်းရလဲငါယောဂီဝတ်စားကိုလည်းနှောက်အောင်မယ်ပရိဘိုးလေးလည်းနှောက်အောင်မယ်ဟဲ့ချင်းုံပြောနေလုံးဝတော့စိတ်လိုက်မင်းမလို့နော်ကိုင်းထလိုက်မယ်ဟုတ်လား သွားမယ် ဘာလို့လဲမင်းဘာလို့လိုက်လာတယ် နိုင်တယ်သူတို့ကြောင့်အများကြီးငါကြောင့်လည်းတွေ့မှာလုံးဝသွားတယ် ကဲပါကျွန်တော်တာဝန်ယူပါတယ်မမတို့ညီမဆုံးမမဟုတ်ဘူးဟိုမမလို့ညီမလေးတို့ဆုံးမလို့မရဘူးလို့ကျွန်တော်ဆုံးမမှရမှာဒါပြောတာပါဗျာ ဆုံးမရင်လည်းမြန်ဆုံးမကိုကြီးရယ်ကိုကြီးသားနဲ့သမီးကလေညီမလေးရှိကိုလေကိုကြီးမုတ်ဖို့ခိုင်းတယ်ဆိုတော့ဂျိုင်းထဲမှာမွေတွေဖိုက်ထပ်ပြီးလာဖို့တယ်ညီမလေးလည်းမသိပါဘူးဘယ်လိုလုပ်လဲပြော အဲ့လေဟုတ်တယ်ဦးလေးကျွန်တော်မှကျွန်တော်ဇရက်ထဲမှာအေးဆေးနေတာတာကြီးတွေဝင်ခိုင်းတယ်ပြီးတော့တာကြီးတွေဆွဲတယ်ဗျပြီးတော့လိန်ခိုင်းနေတယ်အစံကျတော့3ရက်ပဲပေးတယ်သူတို့မောင်လုံးကအများကြီးယူသွားတာ ဟာတော်တော်ဆိုးတာပဲဘလောက်ပဲဆုံးမအမှတ်သေးခြင်းကိုမရှိဘူး အမှတ်တဲချင်မရှိဘူးလုံးမနေနဲ့နင့်သားနဲ့သမီးကလေအဲ့ဒီအယူနဲ့ပေါင်းပြီးတော့လေငါရှိရပတ်စံတွေကိုပွားအောင်လုပ်ပေးမယ်ဆိုပြီးလိန်သွားသေးတယ် အဲ့သူတို့ပြောခိုင်းတဲ့ဟာကို ကဲပါမမရဲ့အဲ့ဒီပတ်စံကိုကျွန်တော်ပြန်ပြီးတော့ပေးပါမယ်ဗျာ ပြီးတာပဲ ဒင်းတို့နှစ်ယောက်ကိုကြောကွဲအောင်ကိုရိုက်ပြမမနဲ့ညီမလေးစောင့်ကြည့် စောင့်ကြည့်ကြမလို့ပါဘူးကိုကြီးရယ်ကိုကြီးကစောင့်မရင်ပြီးတာပဲပြောတာ အဲ့လိုပြောဝင်မယ် ကျဆိုရင်ကျွန်တော်ဟောလိုက်မယ်ဗျာအောက်ရှိပါဟဲ့ပါနေတယ်ကွာဟဲ့ခဏလေးအောင်တက်ကွာဟာကိုတော့စားလေကွာဟဲ့ဒါဟဲ့ပါလေဟာကိုတော့စားနော်ကိုတော့စားအေးဒိုင်းရောဖို့အေးတော့စားရှင်းရအောင်ကွာဟဲ့ဘယ်ကိုလာလဲမဟုတ်ပါဘူးကွာခဲကြငါအောက်ကိုဘယ်လိုရောက်နေမှငါမသိပါဘူးကွာ ။အဲ့ဒါမင်းယောက်ျားဖြစ်ပြီးပြောင်းနေပြောသားတယ်ငါဆွဲလို့လေ ဒီမိမပြီးသွားလိုက်တာရပါတော့တယ်နာဝါတယ်ကိုကြီး နာဝါလာချစ်ချစ် ဟေး ပြတာโอ้အများကြီး အဖေလက်ရှောက်ဖို့မလားဒုတ်ကြီးနဲ့ ကျမလေးခေါင်း ဟုတ်တယ် ဟဲ့အမွေးစိမ်မောင်မကြွပါဒီဘက်ကိုကြွပါကြွတယ်အမေညနာမှာလည်းအညိုမဲတွေနဲ့ပါလားရွာထဲမှာရံဖြစ်ခဲ့ကြတာလားဟုတ်အေးနေရှိသူရဲ့မင်းတို့မောင်နှမနှစ်ယောက်ကြောင်းကြီးပြောနေရတာမင်းတို့ကိုယ့်အဖြစ်ကိုသိတယ်မလားဟုတ်ငါဒေါသကိုအကြီးကြီးဖြစ်လာမင်းတို့မလုံးနဲ့နော်မဟုတ်ဒီမှာတွေ့ရမလားနွားရိုက်တဲ့ကျိန်လုံးမင်းတို့မောင်နှမနှစ်ယောက်ဆိုလို့သေသွားကြလားမဟုတ်
အဖေအဲ့ဒါငါဖျားပြနေရလားဟုတ်တယ် ဘယ်ငါပြတာဟမ်ဒေါသတွေအရှိန်တက်လာဒေါသတွေကြီးလာလား အဖေဒေါသကြီးတယ်လေကြောက်စရာ ဟိုဘက်လှည့်လားဟိုဘက်ကိုလှည့်ဆန်း ဘယ်ဘက်လဲရ ကျင်းတိုင်းဘက်ကိုလှည့်လို့ပြောနေတယ်မိဘဘလောက်ပြောဆိုနားမလဲတဲ့ကောင်ကဲကွာ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  အဖေအောက်မှာ ကဲကွာ အဖေအောက်မှာကျွတ်နေပြီ ဘာအောက်တော့ ဟိုဖေးဟိုအမတို့တို့အမပစိုးကျွနေပြီပြောအဖေ ပစုလို့ရရတယ်ဟောလေ ရိုက်တယ်အဖေရိုက်တယ် ဖေးတော့ ဒီနှစ်ကောင်ကလေအသက်ကြီးလာလေးလေးပြောမကောင်းဆိုမကောင်းဖြစ်လေဒုက္ခတွေပေးလေလေပြဿနာတွေကိုရှာလို့မဆုံးတော့ပါဘူးဟဲ့ ဟုတ်တယ်ကိုကြီးရဲ့ဟိုသူ့မေကလေသူတို့ညကိုလေမြောက်ပွဲမျက်ကြည့်မွေးထားလား ဟာအမနဲ့ညင်မလေးကိုခေါ်ပြီးတော့တိုင်မင်ကမှတိရစ္ဆာန်တွေရောပါတယ်ကိုဘာလာပြန်ပြီ ဒီတစ်ကောင်ဒီတိုင်းထားလို့တော့မဖြစ်တော့ ဟုတ်ဗျာဒီတိုင်းထားလို့မဖြစ်ရင်ကျွန်တော်ကဘီလိုတွေကိုထည့်ပြီးတောက်ခတ်ထားမှာကိုကမွေးထားမိပြီလေအာဘိုက်ထက်ပြန်သွင်းလို့မှမရဘလို့လို့ ဆိုရင်သူတို့ညကိုလူစုခွဲထားမှဖြစ်မယ်ကိုကြီးရဲ့ ဟေး လူစုခွဲမယ်လူခွဲမှာ ဟောနေရလေဟဲ့နေသမီးချင်ဘက်ကိုလေယောက်ျားပေးစားလိုက်အဲ့ကြတော့သူတို့နှစ်ယောက်လူစုကွဲသွားမယ်အဲ့ကြလို့ရှိရင်ပြဿနာလဲရှာလို့မရတော့ဘူးဒုက္ခလည်းပေးလို့မရတော့ဘူးငါမောင်လေးလေခေါင်းရှင်းသွားတာပေါ့ဟဲ့နော် ဟုတ်တယ် ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့သမီးကိုဘယ်သူနဲ့ပေးစားမှာ ရွာထဲမှာမွေးကြီးပြည့်စုံဆွေကုန်မျိုးကုန်မြင့်တာဆိုလို့ဥတုဘောလို့သားဖပဲရှိရလေ အေးအဲ့ဒါ ဥတုဘောသားနဲ့ပေးစားလိုက်မယ်ဆိုရင်ညီမတို့လည်းရွှေလဲငွေလဲဖောက်တယ်လို့ဖြစ်သွားတာပေါ့ ဟုတ်တာပေါ့ရိုက်လိုက်ပါဦးငါနဲ့မတူတော့တယ် ပေးစားတာတော့ဟုတ်ပါ तू ကယူအောင်မကို အော်ငါမောင်ရဲ့မင်းကအဖေပဲဒီမှာဟဲ့ငါဒါဆိုဒါပဲဟဲ့ငါစကားနားမထောင်ရင်အိမ်မောကဆင်းအမွေဖြတ်မလို့ပြောလိုက်ပေါ့ ဒီလိုပဲလုပ်ရမှာ ရှာရွာတောင်မရဥတုကြီးရဲ့သားဘုရားတို့ရွာမယ်ဟုတ်လားဖေအဖေတို့ကလည်းတကယ်ပါ နင့်တော်တွေကကောင်းမယ်ဆိုလို့စီစဉ်တာကိုဘာမှထတ်တော့တက်နေကြမလို့ ဟုတ်တာပဲဖေးကလည်းကိုသမီးကိုယောက်ျားပေးစားတာကြီးတယ်လို့ပေါ့ဖေးရဲ့ဟိုကဆင်ခန္ဓာကိုဒီမှာပြောစီတော့ပဲရှိတယ်အတိတ်ပဲမရှိဘူး အထိပ္ပယ်မရှိတာတွေရှိတာတွေငါ့ကိုလာပြောမနေနဲ့လူကြီးတွေအားလုံးစီစဉ်ပြီးသားဒါကိုလက်မခံဘူးဆိုရင်မင်းတို့မောင်နှမနှစ်ယောက်ဆိုတော့အမွေပြတ်ဒါပဲ ဘလို့လုံးမလဲကိုကြီးရဲ့အဖေကိုလေကြီးတော်တွေကမြောက်ပေးလိုက်တယ်အခုဘာလို့ရှောက်လုံးနေမှမသိပေါက်ခဲ့ရတယ်ကြီးပဲပြီးတော့ကြိုးပြောထားမယ်နော်ညီမလေးကယောက်ျားလိုချင်တာမဟုတ်ဘူး ဟုတ်လား ကိုကြီးလည်းမကိုနိုင်ဘူး ကိုကြီးလည်းတူတူပါပဲညီမလေးရဲ့ဒါပေမဲ့လေဒီချင်းမှာအဖေရဲ့ဩဇာကိုလုံဆောင်လို့ရှိရင်ကိုကြီးလည်းအိမ်မောကောင်းတဲ့ဆင်းရမှာညီမလေးရဲ့ ဒါမဲ့အဖေမတရားဘူးဒီစစ်စပွဲကိုမပြတ်ပြအောင်ညီမလေးဖြတ်မယ်ညီမလေးမယူနိုင် ဟုတ်တယ်အဲ့စစ်တဲ့ဘုံမပြတ်ပြောင်ပြတ်မှာ ဟုတ်တယ် ဘယ်လိုလုပ်ကောင်းလဲစဉ်းစားညီမလေးစဉ်းစား ကိုကြီးစင်တာအော်တိကိုရှိတော့ ရှိတော့ ဘယ်တော့ဘယ်ဟုတ်ရှိတော့ဒီနာကိုခိုင်းတာတော့ပြီ ကောင်းလိုက်တာဗျာ ဒီလိုပဲ အခုအချိန်ကမင်္ဂလာအချိန်ကြားရောက်ပြီဖြစ်တဲ့ကြောင့်ကဲမင်္ဂလာစကားတွေပြောလိုက်ကြအောင်ဗျာ ဟုတ်ကဲ့ပါသေးဟုတ်ကဲ့ပါ ကဲမောင်ဖိုးသာသူဆိုတာလဲကိုရွာသားပဲလေ ဟုတ်ကဲ့ ပြီးတော့ခင်မေစင်ဆိုတာလဲကိုရွာသူဆိုတော့ကဲအချင်းချင်းကုလို့လက်ထပ်ပေါင်းသေးရတာရမ်းကိုပြောဖို့ကောင်းပါတယ်ဗျာ နေနဲ့လားရွှေနဲ့မြပါသေးကြီးရဲ့ ဟေးဒါ ကိုကြီးလုံးရစီလာဘာရှိရလဲကိုကြီးပါရှိဦးမယ်တကယ်လားကောင်းနေ ဟိုအေးစီအဲ့ခွင်နဲ့ရောက်တော့မှကြည့်လိုက် ကျုံမှလည်းဒီသားလေးတယောက်တည်းပဲရှိတာဆိုတော့ဗျာအခုမင်္ဂလာပွဲမှာကျုပ်ဘက်ကနေပြောမှနွားနှစ်ရှင်းလဲဆယ်ဧကလက်ဖွဲ့မယ်ဗျာ
ဒါတင်မကသေးဘူးအခုမင်္ဂလာပွဲရဲ့ကုန်ကြစည်အားလုံးကိုလည်းကျုပ်တာဝန်ယူတယ်ဗျာ ဟာဒါတော့ခင်ဗျားတို့ကသားလေးတယောက်အတွက်ကိုမိဘတောင်းကြည့်တဲ့သဘောမျိုးပေါ့အဲ့တော့ကျုပ်ဘက်ကလည်းဖခင်ရဲ့ဝတ္တရားကြည်ရမှာပေါ့အဲ့တော့သူတို့သားတို့သမီးညားပြီးနေဖို့အတွက်ကိုကျုပ်ကအိမ်တစ်လုံးလက်ဖွဲ့မှာဗျာ ကောင်းတယ်ဗျာ ဟုတ်တယ်ဗျာဝန်တာတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ကောင်းတယ် မင်္ဂလာချိန်လည်းကြာရောက်ပြီဆိုတော့မင်္ဂလာမုန့်တွေစားကြပါဗျာချွေးတွေပြန်နေကြအောင်ညအိုက်တင်နေတူတယ်တော်ပူပဲအေးဟုတ်ပါဘော ရက်တောင်လေးချက်လို့ ဟုတ်ကဲ့သားရဲ့ဗျာရက်တောင်ယူပြီလာခဲ့ဦးပါဒီမှာအိုက်နေတဲ့ဧည့်သည်တွေအဲ့ဒါဆိုရင်ခက်ကြပါဘောငါမရလေဒီလိုရောဒီလိုအဲ့ဒါတည်းကရုပ်ပြီးတော့ခေကြောက်ခပ်လိုက်လို့သားအောင်လေကဲလို့ပါမင်္ဂလာမုံလေးလည်းစားလိုက်ကြပါဦးဒီနေ့တော့အင်မတန်ထူးမြတ်တဲ့နေ့ပဲဗျာဒီမင်္ဂလာ12ပါးထဲမှာအာဝါဟဝိဝါဟဟာတော့ဟုတ်ကြည့်ဘာဖြစ်နေလဲဟမ်ဘာဖြစ်မှမသိဘူးကွာအခုမှရားနေဖြစ်တယ်မင်းတို့ကခင်ဗျားတို့ဘာဖြစ်လို့ရားလဲကျွန်တော်တို့သိမရားပါဘူးအေးဟုတ်ပါ အကုန်လုံးရှားနေတာပဲဗျာခင်ဗျားတို့ဗျာတခုခုတော့လောက်ထားပြီထင်တယ်ဗျာဒါသွေးရောသားရောတော့မဖြစ်နိုင်ဘူးတော့နေလဲညာနေလား ရတယ်ယောက်ျားရဲ့ ငါလည်းညာနေဟာ ရားနေလားပြပေါ့ရားကျွန်တော်ရားတာ ဖြစ်နိုင်နေတာကွယ်လျားကြီးဖြစ်နိုင်တယ် ယောက်ျားကျုပ်မနေနိုင်တော့ဘူးအရင်ညာနေပြတ်မယ် ကျုပ်လည်းမနေနိုင်တော့ခင်ဗျားတို့သဘောမတူရင်အစိုးရသဘောမတူဘူးလို့ပြောနေတာပေါ့ဗျာ အာမလုပ်ပါဘူးဗျာသဘောတူလို့တော့စစ်ဆက်ပွဲလုပ်နေတဲ့ကိစ္စလေးဗျာတကြီးလို့ပါမင်္ဂလာစကားလေးပါလေပြောပေးအောင်လေဗျာ ဟာမင်္ဂလာစကားတော့မပြောနိုင်တော့ဘူးဗျာခင်ဗျားတို့ကဆက်လုပ်ကြတော့ဗျာကျုပ်တို့ရားတာမခံနိုင်တော့ဘူးဟုတ်တယ်ပြောမယ်ဗျာ ဟာဒုက္ခပါပဲတကြီး ကျုပ်ဒီမင်္ဂလာတော့ဖြစ်တယ်ဗျာ ဒါလေဦးလေဦးလေသမီးချင်းမစီပြောလိုက်ကြောက်မချင်နိုင်ဘူးဆိုရင်မချင်နိုင်ဘူးပုတ်ပုတ်လေးပြောဒီလိုသူကရှင်းအချက်တွဲတာမတောင်းဘူးဗျာမတောင်းဘူးတားလေ ဒါရပြန်မယ်ဟောပါတော့ တော်ရုပ်ပါတဲ့ခါလေးအော်ရှားပါအောင်ဟုတ်တယ်မင်းပါအောင် ဟုတ်တယ်ဦးလေးဟေးဟုတ်တာသူ ဟုတ်လေဟဲ့ ဟဲ့ရွှေတမလေး ဟာဒီဘလို့ဖြစ်တာလဲ ဟိုနှကောင်လက်ချက်ပဲနေပါဟိုနှကောင်လက်ချက်ပဲ ကဲလူလဲစုံပြီဆိုတော့အစည်းအဝေးစားလိုက်ကြအောင်ဗျာအကြောင်းကတော့ဗျာစောစောကပြောပြီးနေတယ်တိုင်းဟာဦးလေးဘာမှမပြောရသေးဘူးလေအခုမှပြောမှာမဟုတ်လားအေးပါကွာငါအကျင့်ပါနေလို့ပါတိုင်းရေးပြည်ပေါက်နေကြီးဆိုသလိုတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာတောဘုံတွေဓမြတွေကတောင်းညံ့နေရတယ်ကွယ်ဟိုဘက်ရွာမှာမနေ့တုန်းကဆိုရင်ဟိုပစ္စည်းတက်ပြီးလူယူသွားကြတယ်ကွယ် ဟာလူတွေကိုတတ်ပြီးပစ္စည်းတွေကိုလူယူသွားတယ်ပြောပါလေကြီးရဲ့ အေးပါဗျာအေးပါကိုတေအောင်ပြောတဲ့အတိုင်းပါပဲဗျာအဲ့ဒါကြောင့်မို့ရွာထဲကိုလူစိမ့်တွေဝင်လာရင်သတင်းပေးဖို့နဲ့ပြီးတော့သတိဝရိယနဲ့နေကြဖို့ခုလိုခေါ်ပြောတာကွယ် ဩတကြီးရဲ့ကျုပ်တို့ကဒီလောက်ဆင်းရကျုပ်တို့ဓမြလာတိုက်လေသူတို့ကပြန်ပေးသွားမှာဗောဗျ ဟုတ်တယ်ကြီးကျွန်တော်တို့ကမှအကျွေးတွေဒီလောက်ဝါးနေရအောင်လာတိုက်တဲ့ဓမြကလေပစ္စည်းတော့မရဘူးကျွန်တော်အသားကိုလိဝါမှရမှာ အေးပါကွာအေးပါဟိုကိုတင်အုပ်တို့မောင်နှမတွေကချမ်းသာတာဆိုတော့ကိုတင်အုပ်တို့မောင်နှမတွေဟိုသတိဝရိယနဲ့နေကြပါဗျာနော် အော်စားတယ် ပြန်စားအဲ့လိုစားလို့ရတယ်ကြောက်ခွက်မှရှိလား ရှိတယ်တဲ့ကိုကြီးစားလို့ရလို့ဒီက အဲ သုံး ဆို လို့ ပြီးလူပေါင်းနဲ့ဗျာဘာမှစားလို့မရအောင်အာမရအောင်ဟာဘယ်ဆိုးလာမလို့ဘာမရအောင် ဟေးတာ โอเคကျွန်တော်တို့ဘာခိုင်းလို့လဲ မင်းတို့ကိုခိုင်းမလို့မဟုတ်ပါဘူးကွာအဖေတကြီးအိမ်ကပြန်လာကြတဲ့ကစဉ်းစားနေတာကွာ အဖေကဘာတွေစဉ်းစားနေ အဖေတို့မျိုးရိုးတွေဟာဘိုးဘွားဖေပင်အစင်ဆက်ကြတဲ့ကချမ်းသာလာတာနော် ဟုတ်တယ်လေ ဟာတိတ်မှန်တာဗောဗျာတိတ်မှန်တယ် ဟမ်ချမ်းသာလာတာကိုကြီးသိတယ် သိတယ်သိတာဗောညီမ အေးဒါပေမဲ့လို့အခုတလောဓမြတွေဟာအင်မတန်မှတောင်းချမ်းလာအဖေတို့ရဲ့စီးစိမ်ဥစ္စာယတနာတွေဟာလုံခြုံမှုမရှိတော့အဲ့ဒီတော့လုံခြုံမှုရှိအောင်တို့တွေကာဝယ်ရမယ်
မှန်တာပေါ့ တိတ်ဟုတ်တာ တိတ်ဟုတ်တယ် ဒါမှန်နဲ့ဖေပြောတာ ကာကွယ်ရမှာဒါ အဲ့တော့တိုင်းဆရာကြီးဦးဒီပေါ့ကိုခေါ်ပြီးတော့ဒီနေ့ကစပြီးမင်းတို့မောင်နှမနှစ်ယောက်ကိုအလကားမထားတော့ဘူး ဟာအဲ့ဒါဆိုအမေကပတ်စံမေး ပတ်စံပေးထားအောင်ပေါ့ တယောက်ကို9ချက်စီပေး ဟာပြီ အာငါတော့ရောက်ကုန်ပြီမင်းတို့တိုင်းတင်ရမယ်ဟာဘလို့တိုင်းတင်ရမယ်ဟုတ်တယ်အေးငါဩဇာကိုလွန်ဆန်းမယ်ဆိုရင်တော့မင်းတို့မောင်နှမနှစ်ယောက်စလုံးအိမ်မော်ကနေခေါင်းနဲ့ဆင်းရမယ်အမွေပြတ်ဒါပဲ ဟာအဖေကလည်းကိုကြီးရဲ့အားနေဖြတ်မယ်ဆိုလာကြီးပဲ ဒါပဲညီမလေးဘာမှမပူနဲ့ဒီမှာလူကြီးမှဒါရှိဒါပါလေသိလား လက်ထင် ဒါပေါ့ဘာပြောတာလဲအကြံနေရှိတယ်ပြောတာ အဲ့ဒါဘုန်းကြီးကျောင်းကစာကျင်းစာချက်ဖြစ် ဒါပေါ့ဟင်းမောင်လေးနဲ့ဆွဲလိုက်လေမိသားဘာပြောတော့လဲကိုသိခါစားကြအကြံအနေနဲ့ဘယ်လိုမျိုးလုပ်ပြမလဲဆိုတော့ရှိရဲဆိုတဲ့အကြောင်းပြောပြကြည့်လိုက် လုံးပြလိုက်ကိုကြီးရဲ့ လုပ်ပြလိုက်ကြည့်တာ ဒါပေမဲ့နောက်မှလို့ဒီနေ့ကိုကြီးကိုနိုင်ထားတယ်နော် ဟဲ့ဟိုရဲ့မြမတိုင်းပညာဆိုတာရှင်းမြမဘုရင်ရဲ့လက်ထက်ကလေးရတယ်ပြောတလေးတစားမျက်မျက်နိုးနိုးနဲ့ပတ်တကုတ်ရှာဖွေထားတဲ့ပညာဆိုတာဒီပညာကိုသင်ယူတက်မြောက်ခြင်းနဲ့ဆိုရင်နံပါတ်1ချက်စိတ်ဝင်စားရမယ်သမဂရှံကစိတ်ဝင်စားလို့တော့မရဘူးထဲဝင်ကိုစိတ်ဝင်စားနံပါတ်2ချက်စိတ်ရှည်သီးခံရမယ်3ချက်ဒီနေ့တကြနဲ့သင်ယူတက်မြောက်လေ့ကျင့်နေရကြားတယ်နော် ဟုတ် အဲ့ဒါဆိုရင်မနေ့ကသင်ထားတဲ့လေ့ကျင့်ခန်းကြီးပြန်လဲလေ့ကျင့်ရအောင်ကဲ ကိုကြီးပါတာ ဖုန်းပေါက်လို့လာပြော ကိုကြီးပါတာ ဘာပြည့်နေကြတာလဲนี่တော့ မဆိုင်ဘူး ဘယ်လိုတင်လို့မတက်တဲ့ကဟမ်ကျွဲပါဆောင်းကြည့်ရဲ့ဒီချီတော့ဒီမှာဒီလိုလိုက်တာဒီကလေးမလည်းဒီတိုင်းဒီကလေးမဒီတိုင်းပဲလက်ကိုပြတာအောက်ကကောက်နေတဲ့ပေါ်မတက်နဲ့အောက်ကိုနဲ့နေကိုဒီမှာပခုံးနဲ့တန်းနဲ့ပြရမယ်ဒီဟောတဲ့ဒါပခုံးကလုံးစုံနေတော့ပြန်နေတော့ပြန်ပြရခါလေဘာကြီးနေလဲမလေးမတော့လောက်တော့တင်လို့မရတာတံပေးပါပဲဖြစ်တော့မယ်မောက်ပြီးတော့တိုင်းမင်းဆဲကထိုးတိုင်း ကိုကြီးအကြီးဆို ငယ်လို့ပြောလိုက်ပေါ့ ကိုကြီးအကြီးအိုးရအောင်ရောက်ထွန်းအောင်လုပ်ပြီးအတူထိုးကြတာပေါ့ဟောအေးနေโอ้တော့မကြောက်နဲ့ခါရဲဟာဟေးဟုတ်ပြီရပြီထားတော့ဖောက်ပြရမှာ ခိုင် ဘာဖြစ်လဲချင်ပါ သမီးကိုကြီးပါကျွန်တော်မသိစောင်းပြီးချုံပြီးတော့ခေါ်တာလည်းမရဘူး ဟိုနေ့ကိုကြီးပြဖြစ်တယ်ဆိုတော့ဆင်းစရာသွားပြမှာပေါ့ငါတိုင်းစရာလေးဆင်းစရာကြီးမှာပေါ့ပဲ မဟုတ်ဘူးသူကစေးတရားခေါ်သူမျိုးမဟုတ်ဘူးသူကလေဘယောကကန်နေတယ်လို့ဘလို့မဟုတ်မသိဘူးသူကြီး ဟဲ့လားရမဖြစ်ဘူးဟဲ့ကဲတော့ညပဲဘာဖြစ်လဲချစ်ပါနင်ပြောပြောရတယ်ပါလား ဟုတ်တယ်လေအဲ့ဒါသူဘယောကဝေးနေတာ ပါလေသွားတော့ အဲ့ဒါပြထားကြမယ်နော် သွားတယ် ကိုကြီးသိချမယ်နော် ဟုတ်တော့ရှင်ပါဘာလဲမနေတော့
နားပေါ်မှာလေခါမလို့ချစ်ခဲ့ဘူးလားရရကဲဘာမှမဟုတ်ဘူးမသိလားချစ်လို့ချစ်လို့ဟာဘာဆရာလောင်းနေချပါဟာဆရာလို့တာကြရောမကဲဒီလိုပြီးတော့လောလာကဲဆရာဘာလို့ပါလဲဆရာဆရာနေပါဦးဆရာနေပါဦးလို့ပြေပြီဟဲ့ညီမလေးလောက်ကိုကျဆရာလေးဘာဟုတ်ပါဘူးကိုဆရာပြေးသွားပြီလားအဲ့လိုမလားလာရတာရှိလုံးနေတယ်မိုးရွာနေပြန်မယ်လားအေးပါဟိုမဓမြတွေတူတယ်ညီမလေးဟုတ်ကဲ့ကိုကြီးအကုန်သေးကုန်များမသိဘူးဟုတ်လိမ့်မယ်သူတို့ချင်းချင်းပြစ်ခိုင်တဲ့ဟိုတေုံရဖြစ်နေတယ်ဟုတ်ပဲညီမလေးလက်တွေကိုကိုယူရကောင်းလားချောင်းမှာကိုကြီးအဖေးတင်စုမှာပေါ့ဟိုညီမလေးကလည်းအိမ်ကြီးတော့ပဲလေဟိုတနေရာမှာပွက်ထားမှာကောင်းလားကောင်းနေအဲ့တော့ကိုကြီးချရတော့လာပါညီမလေးလားကိုကြီးငါလေးဆောင်လေဆမ်းပါဝင်းရှိတယ်လားလက်နဲ့ကိုင်ဝင်လည်းမရှိဘူး။အနေလေးရမ်းရတယ်ညီမလေး။ဟောအဲ့ဒါဆိုကိုကြီးကဘာလို့ယူလာတော့ကိုကြီးကလည်းညီမလေးကလည်းလူကမရပေါ့။အကိုကြီးတို့လက်ထက်မှာပတ်စံမရှိတော့ဘူးဆိုရင်ဒီကောင်အတုံးချလို့ရတာ။စဉ်းစားကြည့်လိုက်။အော်ဟုတ်သားပဲ။ညီမလေးတို့လေအဖေးစီမှာပဲအားကိုးနေလို့မရတော့ဘူး။ဒီလက်နဲ့ကိုအတုံးချပြီးတော့ငါတို့မောင်နှမနဲ့ရောပတ်စံရှာလို့ရပြီ။အဲ့ဒါကိုပြောတာဒီညောင်ဖတ်တာကိုကြီးလည်းဖတ်တာဒီပစ္စည်းတွေအားလုံးဒီမှာမြုပ်ထားတယ်နော်ဟုတ်တယ်ကိုကြီးဟုတ်တယ်လာဒီမှာတော့ရှိတာကောက်ထားကျမမရှိတာဒီကောက်ထားတယ်ကောက်ပါပဲရှင်ဘာတွေရှာပြောနေရလဲဒီရွာမှာအချမ်းသာဆုံးဆိုတာကျွန်တော်သိတယ်နော်ရှိတာကောက်ထားမရှိတော့ပါဘူးရှင်ကျမအမှန်တရားပြောတာပါထားအကောက်ပါပဲရှင်ပြောမရလဲတတ်ပါလားကွာတတ်ပါရှင်ကျမတောင်းပါပါလေကျမအသက်ကိုချမ်းသာပေးပါရှင်ခင်ဗျားကယောက်ျားရှိတာအဲ့ယောက်ျားပဲသွားတော့မရှိပါဘူးရှင်ကျမအပြိုလေးပါရှင်အပြိုလေးစစ်ပါရှင်ဟာအပြိုလေးဆိုရင်စစောင်းထားရတယ်ဒီကမကရှိနိုင်သေးတယ်ဟုတ်တယ်အဲ့ဒါဆိုကွာအကုန်ယူကွာမရှိပါဘူးရှင်ကျမအမှန်ပြောပါရှင်ပြောလို့မရဒီဘွိုင်းတတ်ပါလားကွာတတ်ပါနဲ့ဟိုဆိုတာနည်းလေးရှိပါသေးရှင်နည်းလေးရှာပါသေးတယ်အဲ့ဒါဆိုကွာယူကြောက်တော့ဒီများတက်သွားတယ်ဟုတ်လားဟုတ်ပါရဲ့တကြီးရဲ့ဟိုမျက်နှာကိုလည်းအဝတ်တွေစီးထားတယ်ကျမကိုလည်းထုတ်ထောင်းပါသေးတယ်တကြီးရဲ့ဟုတ်အတော်ဘယ်လောက်များပါသွားသေးလဲဟိုငွေရတသိန်းနဲ့ရွှေရတစ်ချက်သားလောက်ပါသွားတာကိုညီမအောင်တကြီးရဲ့နေချင်းကြောက်တော့ဓမြတက်တာဆိုတော့တော်တော်အတင်းရဲတာပဲဒီကိစ္စကိုအမြန်ဆုံးကောင်းတယ်ပေါ်မှာဖြစ်မှာ
အော်တကြီးရလဲဗျာတကြီးကိုတည်းရွာသူရွာသားတွေကိုခေါ်ပြီးတော့ဟိုဘက်ရွာတမျက်တိုက်တဲ့အကြောင်းပြောပြီးပြီလေတော့ကပေါ့ဆလွန်းတာပါဗျာပေါ့ပေါ့တယ် ကဲဖြစ်ပြီးလိုက်ထားလိုက်ပါတော့ကွာနောက်တော့ထပ်မဖြစ်အောင်လို့ရွာသူရွာသားတွေကိုစုပြီးတော့ကင်းလှည့်မှဖြစ်တော့မှာကွာ ဒီရှိလို့လွယ်တော့ ဟုတ်ကဲ့ကိုဟုတ်ကဲ့တညာရှင်တညာပြန်လာပါရှင်ကြပါ တော်လေးတော့တရားစီနေတိုင်းဘယ်လိုလုပ်မလဲ ဟာဘလို့တော့ချရမှာမချရမှာမလား ကိုရတော့ချမှာဟုတ် ဟာပြေးသွားပြီမလေးဒါပဲဖြစ်အောင် မင်းဘာဖြစ်သွားလဲ ဘာဖြစ်မလေးဘာဖြစ်ကို ဟာပါပဲ ဒါပဲ ပါပဲဘောင်းရဲ့ တမန်ကနှစ်ဖွဲ့တော့ဟုတ်လား ဟုတ်တယ်တကြီးရဲ့ပထမခွက်ကဓမြတိုက်နေလို့ဓမြခွက်ရောက်လာပြီးတော့သူတို့နှစ်ဖွဲ့ထိုးကြကြရင်နဲ့ပထမခွက်ကမဟန်နိုင်တော့ထွက်ပြေးသွားတယ်ဟိုလက်ဝဲရန်နာရတော့ဒုတိယအဖွဲနှစ်ယောက်ကနေယူသွားတာပဲတကြီးရဲ့ ဒါနဲ့သူတို့ရဲ့ပုံမှန်သဏ္ဍာန်တွေကဘယ်လိုပုံလဲ ဟာတကြီးရလဲလေဓမြရဲ့လက်နဲ့ကိုစီပါမတော့ကျမတို့တမဆိုလို့ကျမကဘဲကြည့်ရပါမလဲ ဟာဒီတိုင်းဆိုတော့ဓမြတွေကငါတို့ရွာကိုစချက်ကြနေပြီနဲ့တူတယ် ဒီတိုင်းဆိုတော့ညခင်းပိုင်းကိုကင်းဆောက်ခိုင်းမှဖြစ်တော့မှာ ဟိုအဲ့ဆိုဒီလိုလုပ်ပါလားဟိုတရင်တယောက်အလှည့်ကျကင်းဆောင်မယ်လို့တကြီးကမေးထုတ်လိုက်ပါနော်ညီမလေး ဟုတ်တယ်ကိုကြီးပြောတာမှန်တယ် အေးဒါပဲ အဲ့လိုကြီးအတင်းကျပ်လို့တော့ဘယ်ရပါမလဲဟဲ့ဟိုမစောင့်နိုင်တဲ့လူတွေကပတ်ဆက်ပင်းငါပြီးစောင့်ခိုင်းလိုက်ရတာပဲ ဟုတ်တယ်ဒေါ်ရွှေရင်ပြောတာဟုတ်တယ်ကွာဒါဆိုလို့ရှိရင်ကင်းဆောင်တဲ့သူတွေလည်းအစင်ပြေသွားတာပေါ့ကွာ ဒါဆိုရင်တော့ကင်းဆောက်တဲ့အဖွဲ့ကိုကျုပ်ကိုယ်နဲ့စစ်မယ်ဗျာအဲ့ဒီကင်းဆောက်တဲ့အဖွဲ့ကိုစကောဝက်တင်ထားပြီးမှညခင်းအဲ့ဒီစကောဝက်ပြောလို့မှပြန်မပြောနိုင်ရင်ဒါတစိမ့်ပဲပေါ့မဟုတ်ဘူးလား ဟုတ်တယ်ကောင်းလိုက်အဲ့လိုစနစ်ကြတော့မှကျွန်တော်တို့ကကြိုက်တာ ဟုတ်တယ်ဟုတ်တယ် လာလာ ရဲလိုက်ပါအောင် ဒါပဲဒုံမောင်တော်ရဆင်တဲ့အကွက်ထဲကိုလေတကြီးနဲ့ရော်သားကြီးကွက်တီဝင်လာတာဗျကွက်တီပဲ မှားတာဟုတ်ကိုကြီးဟာကိုရွာအကြောင်းကိုအတီဆုံးရွာတွေကလူတွေကလေပြင်းနေသူနဲ့ဓမြကြောက်တဲ့သူနဲ့ဘာပဲဖြစ်ဖြစ်ကိုကြီးဟာသူတို့တေချာပေါက်ကင်းဆောင်လာမှာပဲ ဟုတ်တာဗောဒုံမောင်တော်နဲ့ကလေအိမ်မနေလာကြီးတယ်အဲ့တော့ကင်းဆောင်ရင်နဲ့ကင်းထဲမှာတတရဲ့တက်နေလိုက်ရုံပဲဗျာ သိမှန်တာပေါ့ကိုကြီးဟာကင်းဆောင်ရင်လေဘူးတီနဲ့ကြက်ခုံးပြီးချက်စားလို့ရတယ် စားပါဦးမ ညပြီးရင်လေလူမောင်နှမနှစ်ယောက်အပြင်းပြင်းဓမြပါထွက်တိုက်လို့ရသေးတယ်ကိုကြီးဟာ သိမှန်တာဗောဒုံမောင်တော်နဲ့လှုပ်တယ်ဆိုရင်လက်ချုပ်ဘသူကတင်ပါလဲသူမှမတင်ဒါပဲ ဒါနဲ့နေပါဦးဘသူ့ကိုစပြီးဓမြတိုက်ရင်ကောင်းမှာ ဘုံညီမလေးကအဲ့ဒါရှိဦးစဉ်းစားတယ်လို့လားကိုတရုတ်ထွက်တိုင်းပါဟို ကိုတေးက ဟောကြွားလဲမနေရောလေကိုတရုတ်တော့မသိဒုက္ခ ဝါနေမနေရကိုတေး ဟမ်အဖေဟုတ်လားဟိုအဲ့ဖေဦးမေးနေတာအဲ့ဖေဦးမေးနေတာ ကောင်းတယ်ကိုကြီးအဖေကလေအဖေစိတ်ကယုံရတာမဟုတ်ဘူး သိမှန်တာဗော တခါတလေဆိုလို့ရှိရင်လေအမွေဖြတ်မယ်နဲ့ဒုမောင်နှမကိုခဏပြောတာလေ ပြောနေကြ ဒါကြောင့်အသေးချာပဲအခုအဖေစီကရသလောက်ငါတို့ယူထားမယ် ဟာယူမလာလာလာ ချမယ်ကွာ ဒါပဲကွာ ဖောက်ခဲ့တာဖောက်ခဲ့တာ ဒီထဲမှာနာမည်ကြီးနေတဲ့ဓမြဘိုတာနော်ဆိုတာမကြဘူးလား ဟုတ်ကဲ့ကြောက်ပါတယ်ဟိုဇက်ထဲမှာဒီဇက်ကိုက်ဓာန်ရွက်ခါဘလူးဇလူး ဘာနောက်နေတာလားပြောင်းနေတာလားငါလောက်ထက်လားမလောက်ရသေးဘူးလေမလောက်ရသေးဘူးလေ ဟိုထုတ်ပြီးမှလို့ပါဗျာ ရှိတာလေပုံချွတ် ဟုတ်ကဲ့ပါဗျာအသက်ကတော့ချမ်းသာပြီပါနော်ပစ္စည်းကြိုက်တာယူဟာ ပုံချွတ်ဗျာ ချူရမယ်ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်လားဟုတ်လား ချူဆိုလက်ဆိုလက်ဆိုချူခိုင်းတာဟုတ်ကဲ့ပါအသက်ကတော့ချမ်းသာပြီပါဟုတ်ကဲ့ တယောက်ထဲလား ဟုတ်ကဲ့တယောက်ခဲပါဗျာကျွန်တော်မှမိမလည်းမရှိပါဘူးတားနဲ့တမီနှစ်ယောက်ရှိတယ်လေဗျာဘယ်သွားမှန်းကိုမသိပါဘူးဗျာ ဒီမှာ
သားသမီးဆိုတာယေဒနာပဲဒီယေဒနာထက်ကိုတောင်မိုးကြီးတယ်ဆိုတာမသိဘူးလား ပြီးပါတယ်ခင်ဗျာပြီးပါ ဒီပစ္စည်းအကုန်မလား ဒါအကုန်ပါပဲဗျာကျုပ်ပိုင်ဆိုင်တာဒါအကုန်ပါပဲဗျာ အောင်မအခန်းထဲကဘီလိုဘောကျွေခွက်ထမှာပစ္စည်းအများကြီးရှိတယ်သွားယူလိုက်သွား ဟုတ်ကဲ့ဒီကမောင်မောင်ငါဘာဖြစ်လို့ပစ္စည်းထားတဲ့နေရာကိုအတိအကျသိနေတာလဲ ဟောအာယုံဟမ်ခိုင်းအများကြီးတော့တရက်စစ် မလို့ပါနဲ့ဗျာတနက်စစ်ကြည့်နေမလို့ပါနဲ့ ဝါလေ သူယူပါမယ်ဗျာတက်ကိုလို့မတော် ဘာလာယူပါဆို ဖြစ်ကတော့ဒါပါပဲတကြီးရဲ့ပစ္စည်းတွေရောငွေတွေရောအကုန်လုံးဓမြတိုက်ခံလိုက်ရတယ်ဗျာပြီးတော့တခုထူးဆန်းတာကအဲ့ဒီဓမြနှစ်ယောက်ကဘယ်ပစ္စည်းတွေဘယ်နေရာကိုထားတယ်ဆိုတာကိုသိနေတယ်ဗျာ တော်တော်အံ့ဩစရာပဲဗျာကျုပ်စဉ်းစားမိတာတခုတော့ရှိတယ်ဗျာ ဘာမှလည်းသိကြီးပြောလေဗျာ ဟိုဓမြတိတ်က2ယောက်ဆိုတော့ဟိုခမရရဲ့သားနဲ့သမီးမဖြစ်နိုင်မလား ဟာအဲ့တော့မဖြစ်နိုင်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့သူတို့ကင်တဲ့လက်နက်တွေကအစ်စ်တွေဗျာကျုပ်ကိုယ်တိုင်ကြည့်ထားတာ ဒီကိစ္စသူယူသားလို့တော့မဟုတ်ဘူးဗျာကင်းနေရှိရသားနဲ့ရွာထဲဝင်လာတယ်ဆိုတော့ကင်းသမားတွေအိပ်ပျော်နေလို့လားဒါမှမဟုတ်ဘလို့လို့ဝင်လာလဲတော့မသိဘူးဗျာအေးလေဘယ်သူဘယ်ဝါဆိုတာသိရအောင်တော့ညဘက်ထွက်ပြီးကျုပ်ကိုယ်တိုင်စုံစမ်းမှဖြစ်တော့မှာဗျာ ဟာတိတ်ကောင်းတဲ့အကြံပဲဗျာတိတ်ကောင်းတဲ့အကြံပဲ ခိုင်းစားပေါမစားရအာပါရစားအခုလိုမိုးအေးနေလေတို့မောင်တော်နဲ့လွတ်လပ်နေရအရန်ရတာရှိတာပြီးတော့လေအခုလိုမျိုးခိုးစားရရတာလေဘာနဲ့မှမတူဘူးညီမလေး ဟုတ်တယ်ကိုကြီးအိမ်မှာဆိုရင်လေအဖေကကြီးကကြောင်းနဲ့ငါ့ကိုညှိနေတာပဲအခုမှကင်းလဲဆောင်းရတယ်ချက်သားနဲ့စားရတယ်နောက်လေလေတို့မောင်တို့မချက်ခိုးစားလို့ရပါ යි နော် စားအောင်မရောက်ခွင့်က ဟောလေရွာနေတာမိုင်းဟမ်ကမလူမြောက်ဟဲ့ဘာလုပ်လဲ ငါတကြီးပါကွာဒီမှာမိုးရလဲရွာနေလို့ကွာလို့ပါအောင်လာမအောင်ကွာ အောင်မငါတို့အများမလိုက်တဲ့ဘက်နဲ့တကြီးအတန်တူးနဲ့လာပြောနေရမှာသူတွေလဲ မဟုတ်ပါကွာငါတကြီးဦးမိုင်းစစ်ပါကွာဦးမိုင်းစစ်ပါ ဟာကိုကြီးအတန်တူကြက်တာပေါ့ညာ ဟေးတကြီးဦးမလေးပဲနားမလဲဘူးရွာထဲဝင်နေတယ်ဆိုရင်စကားဝတ်ပြောပြီးဝင်ရမယ်ဒီမှာသိကြလိုက်မှတာရုံးမီသီးရဲ့အာလူရဲ့ပဲရဲ့ငရဲအချက်ဘာဟင်းလဲပြော စကဝတ်ဟာဒုက္ခပဲအဲ့ဒါမပြတ်တနာပဲကွာပြောစကဝတ်ပါလေဆိုတော့မောင် အာဆရာလေဘယ်လိုလုပ်ကျွန်တော်တိမယ်တကြီးကလည်းကျွန်တော်ဘာမှမပြောပြတာဘူးလေဟာဗျာ ဒုက္ခပဲပြောဟိုစကဝတ်နံပါတ်ကမင်းနေလို့ပါကွာ ဟာအကိုကြီးစကွာမင်းနေရတဲ့ အာဘာလို့မလဲ ဟာအဲ့ဒါဆိုလူလိုက်နေလေ အေးဘာလို့မလဲ ပြေးပါ ကိုကြိုင်ရမယ် ချက်ဆော အာဒီဝါလက်ကြီးလေယောအေး ဟာမင်းတို့မောင်နှမနှစ်ယောက်ဘယ်ကကလေးကိုခေါ်လာတာတော့ အော်ဒီလိုပါဖေဟိုတားတော့မောင်မနဲ့လေတောထဲမှာငှက်ပြင်းနေဟိုကလေးလေးကတောထဲမှာရောင်းလဲလဲငိုနေတာဖေအဲ့ဒါတို့ကတနာပြီးတော့ကလေးလေးအိမ်ခေါ်လာတာ ဟာရှုပ်ရှက်ကွာတို့ကြောင့်ငါတို့ကအမှုပတ်နေပါဦးမယ်ကွာဒီမှာခေါ်လာတဲ့နေရာကိုပြထားလိုက် အဖေရလေဒီကလေးလေးတနာပါတယ်သမီးတို့တွေမွေးစားလိုက်မယ်လေအဖေ ဘယ်ကကလေးကချီအောင်ကြမျက်ပေါင်မှမပြင်းမွေးစားလို့ပဲဖြစ်မလဲပြီးတော့မင်းတို့မောင်နှမနှစ်ယောက်ကဘာတွေကလေးကြီးဘယုတ်တော့ခတ်လို့မှမသိဘူး ဟာဖေဘလို့ဘယ်တော့မှမလုပ်ပါဘူးဖေ ဟုတ်ပါလေ အခုတားတို့ပြောတာတကယ်ပြောတာပါဖေဟိုကလေးလေးကလေဘယ်ကလာလို့လာမှလည်းမသိဘူးဖေအဲ့ကြောင့်တနာပြီးတော့ခေါ်လာတာပါ တော်ပြီငါမင်းတို့ရဲ့အဖေကဒါဆိုရင်ဒါလိုက်အဖေစကားကိုနားထောင်နားမထောင်ရင်မင်းတို့မောင်နှမနှစ်ယောက်စလုံးအမွေပြတ်အိမ်မောခေါင်းနဲ့ဆင်းရမယ်ဒါပဲ အဖေ အဖေကိုယ် ပြင်မလိုက်တော့ကွာ ဟဲ့အောင်မင်းတို့အမွေစိန်မောင်နှမနှစ်ယောက်ရဲ့တတိယကိုကြားပြီလားဟမ် ဘာသိလဲကွာ ဘာတတိယမှာလဲကွာကလေးလေးတယောက်ကိုကောက်ရလို့ဆိုပြီးတော့ခေါ်လာတာအေးအဲ့ဒါကိုသူ့အဖေကနေပြီးတော့တဘောမတူပဲသူတို့မောင်နှမနှစ်ယောက်စလုံးအိမ်မောကနေနှိမ့်ချလိုက်တယ်တဲ့ကွာ
အဲ့ဆိုသူတို့မောင်နှမဘယ်မှာနေလဲကွာ ဘယ်မှာနေရမလဲကွာရွာပြင်ကင်းလဲထဲမှာနေကြတာဗောသူတို့မောင်နှမအရင်လိုမဟုတ်တော့ဘူးနော်လက်ကြောတင်းတင်းနဲ့အလုပ်ကိုလုပ်နေကြပြီသူတို့ဝမ်းစာသူတို့ရှာဖွေစားတော့နိုင်ကြပြီကွာ တကယ်အောင်ရပဲကွာသူတို့မောင်နှမနဲ့စိတ်ဓာတ်လေးကဖြူစင်နေကွာ သူတို့ကကလေးလေးကိုလည်းအရန်ချစ်တာကွာရွာသူရွာသားတွေသူတို့ကိုခိုင်းလို့ရတဲ့ပတ်စံလေးကိုလေဝါကြည့်တော့တဲ့စုအေးအဲ့ကလေးလေးကိုဒီမိုးကုန်လို့ရှင်ပြုတ်ပေးမလို့လေကွာ ဟေးဟုတ်လား 你呀个龙龙哎，你呀个龙龙，我摸你的，这大太好。 ဟိုမောဟိုနောက်နေ့ကျမှပြန်ကစားမယ်လေနော်နော် 那当然别吃不啊。 ဟာအဲ့ဒါမှဒုက္ခပဲ ဟုတ်ပါကိုကြီးတက်တက်လုံးမောင်နှမနှစ်ယောက်ဖះရှင်မကူပဲနေလာတာဒီကောက်ရလေးနဲ့ကြမှာပဲမောင်နှမနှစ်ယောက်ဖះစိတ်ရှင်ရောက်တော့တယ်ကိုကြီး ဘာဖြစ်ဖြစ်ကလေးစိတ်ချမ်းသာအောင်ရှိခိုးလိုက်မယ်နော် အဲ့ဒါပေါ့ကုသရရလေးကိုကြီး ဒါဆိုဖျက်ရှိခိုးမယ်နော် ဖះရှင်ကူမယ်နော်ဒါ ရှိခိုးမယ်ကဲရှိခိုးမယ်我给他别太。 အော်ထိုင်မှာတသားလေထိုင်မှာ ရှင်ကိုကြီး ကောင်းရတယ်သူတို့ဟောနေကြတာနော် ဟုတ်တယ်ကိုကြီးသူကြည့်ရတာလေအရင်ဘွားကဖုန်းကြီးပြန်တေးလို့ဝင်စားတာလားမသိဘူးကိုကြီး ဘာပဲဖြစ်ဖြစ်အကိုကြီးတို့မောင်မောင်နဲ့ဆိုးခဲ့မိုက်ခဲ့မြအရာအားလုံးစုံမဖို့လွတ်လိုက်တာဖြစ်မယ် ဟုတ်မယ်ကိုကြီးဒါနဲ့နေပါဦးညီမလေးတစ်ခုစဉ်းစားမိတယ် ဘာလို့ညီမလေး ညီမလေးတို့မောင်နှမနှစ်ယောက်မှာရှိတဲ့ပတ်စံနဲ့ကောက်ရလေးကိုရှင်ပြုတ်ပေးမကောင်းလားကိုကြီး ဟောဘယ်လိုလုပ်ဖြစ်နိုင်မှာလဲညီမလေး ဘာဖြစ်လို့လဲကိုကြီးကလည်း โอ้ညီမလေးကလေအကိုကြီးတို့ဆိုမှရှိတဲ့ပတ်စံနေနဲ့ပစ္စည်းတွေဆိုတာအကိုကြီးတို့ဟာတွေမဟုတ်ဘူးလေအကိုကြီးတို့ဘယုတ်ကြပြီးတော့ကြီးတော်တွေအဖေတွေစီကဓမြတိုက်ရတဲ့ဟာတွေလေရှင်ပြုတ်ပေးတယ်ဆိုတာကိုယ့်ရဲ့ချွေးနေစာနဲ့ရှင်ပြုတ်ပေးရတာညီမလေးရဲ့ဟိုတကယ်လို့ညီမလေးရှင်ပြုတ်ကျင်တယ်ဆိုရင်အကိုကြီးတို့ရွာထဲမှာရတဲ့လူတွေလုပ်မယ်ပတ်စံစုမယ်ပြီးပြုတ်မယ်လေအဲ့လိုဆိုရလား ရတာပေါ့ကိုကြီးကောက်ရလေးရှင်ပြုတ်ဖို့အတွက်ဆိုရင်လေညီမလေးဘာပဲလုပ်ရအကုန်လုံးမယ်ကိုကြီး အေးပါညီမလေးရဲ့ဟိုအဲ့ဒါဆိုလို့ရှိရင်ကောင်းရလေးကိုရှင်ပြုတ်လိုက်ရင်တရွာလုံးမှာစိုးခဲ့မိုက်ခဲ့သမျှအရာအားလုံးသူတို့ကခွင့်လို့ကြမှာပဲညီမလေး ဟုတ်တယ်ကိုကြီးပြောတဲ့အကြံဉာဏ်ကောင်းတယ်ဗျာ ဒါဆိုရင်အကိုကြီးတို့မောင်မောင်နဲ့စူးစမ်းကြမှာ ကြိုးစားမယ်ကိုကြီး ဒါ yes
သားကိုတနခါလေးပေးမယ်နော်ဘယ်ကူကြည့်ပါဦးတသားဟုတ်ပြီအလေအဲ့လိုလေးလင်းရတယ်ပြီးရင်တီနဲ့တူအောင်ဝါလုံးလေးဟုတ်ပြီဒီဘက်မှာလည်းဝါလုံးလေးဝိုင်းရမယ်လာပါပြီတသားကြည့်လိုက်ပါဦးလာပါပြီမဲယောက်ျားလေးဆိုတာနှစ်ခုလေးပါဝိုင်းရတယ်စားနေပြီလား ဟုတ်တာပေါ့ကိုကြီး ဘာဖြစ်ကြည့်လဲတော့ ကျက်သားရင်ငါးရင်ရှင်ပြည့်ရင်အားရှိအောင်လုပ်နော်တော်တော် တသားစားတော့ကဲညလေးဝေးဆိုင်လဲလဲနော်စားနော် တော်ပါသေးရကိုကြီးညီမလေးအိမ်မမက်နေရအပြင်မှာလာဆိုလို့ရှိရင်ညီမလေးရေချိုးရမှာကောက်ရတယ်ကိုလေးအိမ်မက်ထဲမှာနည်းနည်းဘုံဆွတ်ထားတဲ့လူနှစ်ယောက်ကလေလူယူသွားလို့ကိုကြီးရဲ့ အော်ညီမလေးရေမိုးလင်းကန်ကြီးဆိုတော့ဘယ်အောင်လဲအိမ်မက်နေနေပါပါလေးလေးဒီမှာရှိရပြီးတော့ကိုကြီးလေးရှိဘာမှဖြစ်စရာအကြောင်းမရှိပါဘူးညီမလေးကဲမိုးလေးလင်းနေပြီဆိုတော့ကိုကြီးလေးလှုပ်သွားတော့ပါညီမလေးမအိမ်နေတော့နော် အိမ်မကိုကြီး ကွာဟောအဲ့ဒါလေးပါလာထိုင်ကြကွာထိုင်ကြထိုင်ပါဗျဟုတ်ဘာကိစ္စများရှိလို့လဲ ကျွန်တော်နာမည်ကမင်းသိန်းကျော်ပါဒီနယ်ဘက်ကိုစီးပွားရေးကိစ္စနဲ့ရောက်ရင်လည်းကျွန်တော်ဓမြတိုက်ခံရတယ်ဗျာအဲ့မှာကျွန်တော်သားလေးကကြော်အားလန့်နဲ့တောထဲဝင်ပြေးသွားပါတယ်ကျွန်တော်တော့အဲ့နီနာရွာဆောက်ရှောက်တော်လို့အခုလိုအသက်မသေးပဲကြံနေတာပါ ဟုတ်ပါတယ်ရှင်အခုကျမတို့သားလေးကလေဒီရွာကိုရောက်နေတယ်ဆိုလို့ကျမတို့လာရှာတာပါ ဟာလည်းမကြားမိပါလား ဟာတကြီးရလေပြီးခဲ့တဲ့2လလောက်ကရန်ဘတ်တို့မောင်နှမ2ယောက်တောထဲသွားပြီးတော့ခလေးတစ်ယောက်ပါလာတယ်လို့ကြားတယ်လေသူတို့မောင်နှမ2ယောက်မွေးစားထားတယ်ဆိုလားမသိဘူး ဟုတ်ဒီကလေးကိုတွေ့ရင်မင်းတို့မှတ်မိတယ်မလား ကျွန်တော်သားလေးကိုမြင်ကျွန်တော်မှတ်မိပါ အဲ့ဒါဆိုရင်သူ့ဖေဥရှိဥစီတိုက်သွားအောင်ပြီးတော့သူတို့မောင်နှမ2ယောက်နဲ့တွေ့ပြီးစကားပြောကြတာပေါ့ပြန်လာသွားကြဒီလိုပါကိုတဲ့ဦးရဲ့ဒီကဧည့်သည်တွေကကိုတဲ့ဦးရဲ့သားနဲ့သမီးခေါ်ပြီးတော့မွေးစားထားတဲ့ကလေးရဲ့အဖေနဲ့အမေပါသူတို့ကသူတို့သားသမီးတွေကိုပြန်လို့ကျင်တယ်ဆိုလို့အဲ့ဒါအခုခေါ်လာပေးတာပါ အေးဗျာသူတို့ကလေးကိုကျွန်တော်အိမ်ကိုခေါ်လာတယ်ပြီးရင်ခက်တာကကျုပ်သားသမီးတွေဇွတ်တရုတ်တွေဗျာကလေးကိုဇွတ်မွေးစားမယ်လုံနေတာနဲ့ကျုပ်ကလည်းကျုပ်အိမ်မှာမွေးစားမခံနိုင်ဘူးမင်းတို့ကြိုက်တဲ့နေမှာမွေးစားဆိုအိမ်ဘောကနှိမ်ထားလိုက်တာဗျာ ဘာဖြစ်ပါရှင်ကျမတို့လည်းလေသားလေးပျောက်သွားတဲ့နေရာစပြီးတော့လေကျမတို့လည်းများနေအောင်သားလေးစိတ်နဲ့ပဲစားလို့လည်းများအဲ့လိုလည်းများဖြစ်နေတာကြားပါပဲရှင် ဟုတ်ပါရဲ့ဦးရဲ့အဲ့ဒါကြောင့်ကျွန်တော်တို့လည်းသားလေးရဲ့သတင်းကိုမရရအောင်လိုက်စုံစမ်းရင်းနဲ့အခုဒီရွာမှာရောက်နေတယ်ဆိုတဲ့သတင်းကြလို့ကျွန်တော်တို့တွေလိုက်လာခဲ့တာပါဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဦးရဲ့ကျွန်တော်တို့ရဲ့သားလေးကိုပြန်လို့ခြင်းပါရဲ့ဗျာ ဟုတ်ကဲ့ပါဗျာကျွန်တော်လည်းကိုချင်းစားပါတယ်မိဘတွေအနေနဲ့သားသမီးအတွက်ဘလောက်ထိအပူတောကရောက်နေမယ်ဆိုတော့ကျွန်တော်နားလဲပါတယ်ဗျာကျွန်တော်ဒီကိစ္စကိုပြေလည်အောင်ညှိပေးပါမယ်ဟိုကျွန်တော်သားနဲ့သမီးနေတဲ့နေရာကျွန်တော်သိတယ်ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးမယ် ဟုတ်ကဲ့တော့လိုက်ကြအောင် လာလာလာ ဒါလေး
ကိုကြီးလုံးသွားတော့မယ်သားလေးနိုးလိုက်အခါကျရင်သမီးကျွေးရမယ်အောက်ဒီပိုင်းပေးစင်းနဲ့ချင်းကိုက်မယ်လို့ကြားလား စိတ်ချပါကိုကြီးရဲ့ကိုကြီးလုံးလုံးပြန်ပြီးတာသွားလို့ ကောင်းပါလေအဲ့ဒါကိုသွားမယ် ဟိုင်း ဟာအဖေတပီ ရှင်အဖေ အဖေသားတို့မောင်မတို့ရောစိတ်မဆိုးတော့ဘူးပေါ့နော် စိတ်မဆိုးတော့ပါဘူးသားရဲ့အဖေအခုလိုလာလို့ငါသားတို့အံ့ဩသွားလား အော်လာပါအဖေရဲ့ ဒါမျိုးကဧည့်သည်လေ ဟာဟုတ်ကဲ့ ကသားတို့မွေးစားထားတဲ့ကလေးရဲ့မိဘတွေလေ ရှင် သူတို့ကလေးကိုပြန်ခေါ်မလို့ဆိုတော့အဖေခေါ်လာတာကွယ် အဲ့ဒါတော့မဖြစ်နိုင်ဘူးဖေဒီကလေးလေးပေါ်မှာသမီးတို့မောင်နှမနဲ့ဘယ်လောက်နဲ့တန်ရုံးစီရှိတယ်ဆိုတော့အဖေလည်းသိရတာလေဘွယ်လည်းမခွဲနိုင်ဘူးပြီးတော့လေဒီသားလေးရဲ့မိခင်ဖခင်ဆိုတာဘာနဲ့တက်တည်ပြမှာလဲဖေနေနေတာလေး ဒါကလေးရဲ့အဖေမြေဆိုတာအဓိကသက်သေပေါ့ကွဒီကလေးကိုသူ့ရဲ့မိဘတွေတက်နေတယ် ဟုတ်ပါရဲ့ဗျာမိဘရင်မဟုတ်တဲ့ခမောင်းတော်ဘယ်လောက်ခံစားနေရရင်မိဘရင်းနေဖြစ်တဲ့ကျွန်တော်တို့တွေဘယ်လောက်ခံစားနေရမလဲဆိုတာကိုချင်းစာကြည့်ပြပါဗျာကျွန်တော်သားလေးကိုလေအခုလိုဆောက်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာအဲ့အတွက်ကျွန်တော်ဘယ်လိုကျေးဇူးပြန်ဆက်ပေးရမလဲ ကောက်ရတဲ့ပစ္စည်းဆိုတာပိုက်ရှင်တွေ့ရင်ပြန်ပေးရမယ်ဆိုတော့ကျွန်တော်တို့မောင်မညောင်နားလဲပါတယ်ဗျာဒါပေမဲ့ဟောဒီသားလေးပေါ်မှာတော့ကျွန်တော်တို့မောင်မနဲ့ဟောအရင်ကတန်းစင်ရှိခဲ့ကြတာဗျာ ကျွန်တော်ပူပွင့်လင်းလေးပြောပါဗျာအာမနာပါနဲ့ ဟုတ်ပါတယ်ရှင်ကျမတို့မောင်နှမနှစ်ယောက်ပဲရသမျှအလုပ်လေးတွေလုပ်ပြီးတော့ဒီသားလေးရှင်ပြဖို့အတွက်လေပတ်စံကြီးစုထားပါတယ်ရှင် ဟုတ်ပါတယ်ဗျာ သားလေးကိုရှင်ပြုတ်ပေးဖို့လားအဲ့ဒါကောင်းတဲ့လုပ်ပဲဗျာအဲ့ဒါပဲလားကျွန်တော်ဘာထပ်လုပ်ပေးရအောင်လဲ ဘာမှလုပ်ပေးစရာမလိုပါဘူးဗျာကျွန်တော်တို့ဘာမှလည်းမျှော်လင့်မထားဘူး ဦးလေးကလည်းလူကြီးတစ်ယောက်အနေနဲ့မင်းတို့ရဲ့ဆန္ဒတိုင်းဖြစ်စေရမယ်လို့ဦးလေးကတိပေးပါတယ်ကွာဟိုရှင်ပြုတ်ပြီးရင်တော့သူတို့မိဘတွေထောင်ကလေးကိုပြတ်ထည့်ပေးလိုက်တော့ ကျွန်တော်တို့မောင်မနှစ်ယောက်ဟာဟောဒီသားလေးကိုဆိုင်ခဲ့တာပါဗျာပိုင်မပိုင်ပဲကျွန်တော်တို့မောင်မနှစ်ယောက်ရဲ့စံထားလေးပြီးဆုံးသွားတဲ့ခါကျရင်တော့အခုတို့ရဲ့သားလေးကိုပြန်ခေါ်ပါပေါ့ဗျာ ဟုတ်ပါတယ်ရှင် ကျွန်တော်တို့ခွင့်ပြုပါတယ် ကျေးဇူးတင်ပါတယ်ဗျာ
တာလူကိုယ့်ရဲ့ချွေးသားလေးနဲ့ကိုယ့်ရဲ့ခလေးကိုကိုယ်ဝတ်ပြီးတော့တန်လျာမှာအကောင်းဆုံးပဲပေါ့ ဒီမှာဗျာတပည့်တော်ရဲ့သားနဲ့သမီးကိုတေရွာလုံးကစိုးပေတင်းနေတဲ့အမှုစီမောင်နှမလို့ထင်းနေကြတာပါဗျာအခုလိုအတီးတရားဝင်လာလိမ့်မယ်လို့တပည့်တော်ညှော်လင့်မထားပါဘူးဗျာ ဒီမှာဗျာဒီမောင်နှမနှစ်ယောက်ကတပည့်တော်ရဲ့သားလေးကိုရှင်းပြပေးပါပါဗျာပြီးတော့သူတို့လူကျင်တာလေးကိုလည်းတပည့်တော်ဖြည့်ဆည်းပေးပါပါဗျာ ငယ်လေးအခုလိုတစ်ဖက်နဲ့တစ်ဖက်ပြည်လဲပြီးတော့ကောင်းမှုကုသိုလ်တူလုပ်ကြတာအရင်ကပျော်ရွှင်ဖို့ကောင်းပါတယ် ဒီချက်ပျော်ပျော်ရွှင်ရွှင်လေးဖြစ်သွားအောင်လို့လေဒီမောင်နှမနှစ်ယောက်ကျွမ်းကျင်တယ်ဗမာကလေးတငယ်တော့ကနေတရွာလုံးဝိုင်းဖြောပြလိုက်မကောင်းလားလို့ ဘယ်ဖြစ်မှာလဲသူတို့မောင်နှမတစ်ယောက်ကအလူရကအလူမတွေလေအဲ့လိုဖြောပြလိုက်ဘယ်လိုဖြစ်မှာလဲနော် ရပါတယ်ရှင်ဘယ်နေရာမှာပါဝင်ရဒါလည်းအလူတစ်ခုပဲလေနော်ကိုကြီး ဒါဘောညီမလေးဟုတ်ဗျာတပည့်တော်တို့နေကောင်းရက်တာလေးရွေးပါအောင်ဗျာ ဒီလိုဆိုရင်ဒီကလေးကိုကိုယ်ဝတ်ပြီးကိုဒီကောင်းနဲ့တာယူကြတာပေါ့ ဒီမှာ တင်ပါဗျာတင်ပါဗျာ ဟာမြို့ကတတိလင်မယားနှစ်ယောက်ကရွာမှာလာပြီးရှင်ပြုတ်ပေးမယ်ဟုတ်လား ဟုတ်တယ်အာစီကလေးရဲ့နာမည်ကကောက်ရတယ်ပိုင်ရှင်ပေါ်လို့လာခေါ်လာတယ်ပြီးတော့ရွာမှာလည်းအကြီးကျယ်ရှင်းပြပေးမယ်လေ ဒီပါဦးအဲ့ဒီကောင်းရဆိုတဲ့ကလေးကိုဘယ်သူကမွေးတာလဲ ရွာတတိကိုတင်အုပ်ရဲ့သားသမီးနှစ်ယောက်ကမွေးစားတာလေ ဟုတ်ပြီအဲ့ဒီမြို့ကတတိနဲ့ရွာကတတိနှစ်ယောက်စလုံးပေါင်းလိုက်အကြံရပြီ အာစီဘာချင်လဲအာစီ ဝေးတယ်ကွာအဲ့ဒီမြို့ကတတိကိုငါစီကိုရောက်ခေါ်လာခဲ့အဲ့တော့ကတတိငါစီကိုအလိုလိုရောက်လာတယ်အဲ့နှစ်ယောက်စလုံးပေါင်းပြီးရင်အငွေညစ်ငါတို့အားလုံးโอเคသွားမယ် အာစီအကြံကောင်းလိုက်တာဗျာ ဝင်းခွာ ညီမလေးမြန်လို့ကွာဟိုမှာရှင်းတော့လဲတော့မှာညီမလေးရဲ့ သိပါတယ်ကိုကြီးညီမလေးလည်းရှင်နေခုံလုံးလုံးပါ ဒီဟာကွာဘာပဲဖြစ်ဖြစ်ဒုမောင်တော်เนี่ยအလူတကနဲ့အလူတကမှာဖြစ်တော့တိလားဟေး အဲ့ဒါကြောင့်မလို့လေကိုရီးယားကောင်းပါ ဝင်းရကောင်းပါအမောင်တော် ချက်မနဲ့ချက်မ ဘာဖြစ်လာလဲ ဖြစ်လာမှာလေအလူပွဲတော့ပြတ်ပါပြီဟဲ့ အာလူပဲဘာလို့ပြရမှာလဲ တော့လာတဲ့လင်မယားနှစ်ယောက်နဲ့ခလေးကိုလေဓမြဘုံမိုးတီတို့ဖွဲ့ပြန်ပြေးဆောက်ရငါကိုယ်တိုင်တွေးလိုက်တယ်ဟာ ဘယ်ပြပြသွားလဲ ရွာနောက်ထပ်ကိုဆွဲသွားတာ ဒီလူပဲတော့ပြက်လို့မဖြစ်ဘူးကောက်ရအောင်မရရအောင်ကဲထုတ်အောင်မယ် ဟုတ်တယ်ကိုကြီးညီမလေးလည်းကိုကြီးလိုပဲ ညီမလေးဒါဆိုရင်ကိုကြီးတို့ဖွဲ့ရလက်နက်စီသွားပြီးဒီကောင်တော့လိုက်မှာကွာ ဟုတ်တယ်ကိုကြီးအခုချက်သွားမယ် 那个为啥不找你？快来！来找过来。真係未話先ကျမတို့ကျောင်းမှာပါတယ်ကျမသားလေးလူချီလို့ပါ ဟုတ်ပါဘူးကိုကြီးရဲ့ကျွန်တော်သားလေးရှင်းဘူးလက်ဆိုင်နေမှာပါကျွန်တော်တို့မနှောက်ရှက်ပါနဲ့ကျွန်တော်တို့ပြန်လုပ်ပေးပါနဲ့နော် မင်းတို့မိသားစုကိုဒီနေရာကိုခဏလေးခေါ်လာငါလိုချင်တဲ့ငွေကြေးရရင်မင်းတို့မိသားစုပြန်လွတ်ပေးမယ် အကိုကြီးလိုချင်တဲ့ပတ်စံကိုကျွန်တော်ပေးပါမယ်ဗျာကျွန်တော်သားလေးအလူလက်ဆိုင်မို့လို့ပါအလူလေးပြအောင်လုပ်ပြရစီဗျာနော်ကျွန်တော်တို့ပြန်လုပ်ပေးပါနော် ပြန်မလွတ်နဲ့ဒါပြက်ဆက်ကောက်နေတာမို့ဟေးမင်းတို့မိသားစုငါပြောတာကိုနားထောင်နားမထောင်မင်းတို့မိသားစုငါတက်ပြစ်မယ် ဟုတ်တယ်ဟုတ်တယ်မလားဟုတ်တယ်
အောင်ဖမ်းလားဖမ်းလားဟောလုံးပါဟုတ်လားကြောက်တာတာလီဟာတာဘာမျိုးလို့တာဘာမျိုးလို့တာဘာမျိုးလို့တာ ကိုကြီးအဲ့ဒါဆိုလို့ရှိရင်လေညီမလေးတို့ပြန်စားလို့ရပြီပေါ့နော် ဒါဝညော်လေးကျွန်တော်ပြန်ရမလို့တော့ပြန်လာဟုတ်လား